မင်္ဂလာပါဒုက္ခ YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့ဒုက္ခဝိုင်းတော်သားတစ်ယောက်ဖြစ်တဲ့တောင်းကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတော်ရေးသားထားတဲ့လှဦးကွဲဆိုတဲ့ဝတ္ထုလေးကိုအစားအဆုံးဖတ်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမိသိန်းကြီးတို့ရွာကကျွန်တော်တို့မြို့နဲ့ကက်လျက်ပဲကျွန်တော်တို့မြို့ကထွက်လိုက်တာနဲ့သူတို့ရွာကိုရောက်ပြီဒါပေမဲ့သူတို့ရွာကိုတော်ရုံဘသူမှမရောက်ဘူးဘာကြောင့်လဲဆိုတော့သူတို့ရွာကမြို့နဲ့ကက်လျက်ဆိုပေမဲ့ကားလမ်းမဘေးမှာမဟုတ်ဘူးအဲ့ဒီလမ်းမကြီးကနေတမိုင်တာတာလောက်ဝင်လိုက်မှသူတို့ရွာကိုရောက်ရတာကလားနောက်ပြီးထူးခြားတာကသူတို့ရဲ့ရွာထိပ်မှာတင်ញံကြီးရှိတယ်ရွာကိုဝင်မယ်ဆိုရင်အဲ့ဒီတင်ញံကိုဖျက်ပြီးမှဝင်လို့ရတာတင်ញံကိုဖျက်ပြီးတော်ရန်ကြီးရှိသေးတယ်အဲ့ဒီတော်ရန်ကြီးရဲ့အဆုံးမှာရှိုးကြီးတစ်ခုအဲ့ဒီရှိုးကြီးထဲမှာမိသိန်းအေးခေါ်ကျွန်တော်ရဲ့လှဦးကွဲတို့ရွာရှိတယ်သူတို့ရွာဟာအတ္တရမြင့်နဲ့ကက်လျက်တည်ရှိပေမဲ့မြင့်ရည်မျက်နှာပြင်ထက်ကိုအတော်ကြီးကိုနှိမ့်ဝင်နေတော့တာပဲရွာကုန်းမြေပေါ်မှာမဟုတ်ပဲရှိုးကြီးထဲမှာရှိတာကိုဒါကြောင့်မြေဘက်ကကြည့်ရင်တော့တိုးကုန်းမြေဘက်ကကြည့်ရင်လည်းတိုးနဲ့ရွာကဘယ်တော့ခါမှအဲ့ဒီရွာကိုမမြင်ခဲ့ရဘူးရွာကရှိုးကြီးထဲမှာရှိနေတာကိုတခြားလူမပြောနဲ့မြို့မှာဆက်စလူးထားလာပါတယ်လွန်စာမကမြင်းကျော်ရှေးပါတယ်လို့နာမည်ကြီးလာပြီးတော့ကျွန်တော်တို့လိုရောင်စင်ကောင်းနေတော့မသိခဲ့ဘူးရွာကအင်ဂျီ60ပတ်လည်လောက်ရှိမယ်ထင်တယ်ဒီရွာလုံးမွန်လူမျိုးတွေကြီးပဲနေတဲ့အပြင်ရွာသူရွာသားအားလုံးဟာကျွန်တော်တို့မျိုးဘက်ကိုခြေဦးတော်မလဲကြဘူးသူတို့ရွာနီးချုပ်ဆက်လောက်ကသာလှည့်လည်သွားပြီးတော့လုံကင်စားတောက်နေရတာကိုမျိုးကလူတွေကလည်းသူတို့စီမရောက်သူတို့ကလည်းမျိုးကိုမရောက်နဲ့တကယ်ကိုပြောင်းဆုံးနေတဲ့နယ်မြေကလေးကိုဖြစ်နေတော့တာအဲ့ဒီလိုတီတီငိမ့်ငိမ့်လှလှပပရှိတဲ့ရွာကလေးမှာခုနကကျွန်တော်ပြောတဲ့လှလှလေးမိသိန်းအေးလေးရှိနေတယ်လေမိသိန်းကြီးနဲ့ကျွန်တော်စတင်တွေ့ရှိပုံကဝတ္ထုတွေကလို့ရုပ်ရှင်တွေကလို့မဟုတ်ဘဲရိုးရိုးရှင်းရှင်းတွေ့ခဲ့ကြတာပါကျွန်တော်ကအဲ့ဒီတုန်းကစောက်လို့ရေးစိုက်တစ်ခုမှာအင်ဂျင်နီယာတယောက်ရဲ့နောက်လိုက်လုပ်နေချိန်မိသိန်းကြီးတို့ရွာကလည်းအဲ့ဒီအချိန်မှာသူတို့ရွာလေချောင်းအတွက်ကွန်ကရစ်တရားထိုးဖို့ပြင်ဆင်နေချိန်စသဖြင့်အကြောင်းစုံပြီးတွေ့ခဲ့ကြတာပါစုံတွေ့ပုံကလွယ်ပါတယ်သူတို့ကကွန်ကရစ်တရားဆိုတာကိုမစောက်တက်လို့ကျွန်တော်တို့ကိုလာငှားကြပါတယ်ဒါပါပဲဒါကိုကျွန်တော်ကအင်ဂျင်နီယာကမလိုက်နိုင်လို့ကျွန်တော်ဦးစီးပြီးသူတို့ရွာကလေးရဲ့တရားကိုသွားပြီးထိုးပေးခဲ့ရပါတယ်ကျွန်တော်ကဘာမှသာကျွမ်းကျင်ရင်မလုပ်တတ်တာဟိုရောင်ဒီရောင်ဟိုခိုင်းဒီခိုင်းရပိုင်နေဗျဒါကြောင့်ကျွန်တော်အင်ဂျင်နီယာဆိုကျွန်တော်ကိုမလွတ်တမ်းလက်တွဲလာတာသူကကျွန်တော်ကိုငှားရင်ကျွန်တော်ကနောက်တစ်ယောက်ကိုပြန်ခိုင်းတယ်သူကဥဆောင်လုပ်ရင်ကျွန်တော်ကနောက်ကလိုက်တယ်သူပင်ပန်းတဲ့အချိန်ဆိုကျွန်တော်နားနေတယ်သူစကားပြောတဲ့ခါဟုတ်တာဗောမှန်တာဗောလုံးတင်တာဗောစသည်တို့ကိုလေကြာကြီးနဲ့မင်းမင်းကြီးထောက်ခံပေးတယ်ဟုတ်တယ်လေသူမှသူခံမယ်ကျွန်တော်ကတော့မသိဘူးလုံးမှာပဲပြောင်ပဲအင်ဂျင်နီယာဆိုတဲ့အမျိုးကစာကြိုးတောင်ရှိတယ်အင်ဂျင်နီယာတယောက်ဦးတက်ပေါက်လို့ဘိုက်ခွဲရပါလေရောအဲ့ဒါကိုဆရာဝန်တွေကဘိုက်ခွဲပြီးဦးတက်ဖြတ်ပေးတယ်အားလုံးโอเคဆိုမှဘိုက်ကိုပြန်ချုပ်ပေးလိုက်တာဘိုက်ထဲကကြီးတလက်ကြကြခဲ့ရောအဲ့ဒါကိုသိတဲ့လူတယောက်ကအင်ဂျင်နီယာကိုမေးတယ်ခမရဘိုက်ထဲမှာကကြီးတလက်ကြကြခဲ့တာခမရမသိဘူးလားဆိုတော့အင်ဂျင်နီယာကဘေးပြီးဝိတ်ကြည့်ပြီးတော့ရှ်တို့လောက်ပါကွာဆရာဝန်တွေကြားသွားလို့ပြန်နှောင်းသွားအောင်မယ်ငါစီရောက်တဲ့ပစ္စည်းငါပစ္စည်းပဲလို့သူပြောင်ကိုပြောင်ပဲသူလည်းသူ့လှုပ်ရှင်ကရအောင်ကြစ်တယ်ကျွန်တော်ကလည်းအင်ဂျင်နီယာတွေစီကပြန်ကြစ်တယ်ကျွန်တော်တို့ကြစ်သမျှငွေကိုအလှုပ်ရှင်ကစိုက်ရှင်းပေးရတယ်ဒါပဲအင်ဂျင်နီယာတစ်မျိုးရှင်းနေတစ်မျိုးဘလို့ကုသိုလ်ထူးခဲ့တယ်မသိပါဘူးဗဇက်လှုပ်တာနဲ့ပတ်ဆံရတယ်ဥပမာ construction တစ်ခုကိုလုပ်မယ်တော်ခိုင်းပြီဆိုတာနဲ့သူ့အတွက်20%ပါပြီးသားချွေရောင်းလို့ပေါ့ရောင်းလိုက်တာနဲ့ရောတော့လက်ခနှုတ်ပြီးသားအဲ့လိုထားပါတော့ကျွန်တော်အကြောင်းပဲဆက်ပြောကျွန်တော်ကအဲ့ဒီအင်ဂျင်နီယာတွေနောက်လိုက်ပြီးအလုပ်လုပ်ရတော့သူတို့တွေမရှိမဖြစ်သုံးရတဲ့တီယိုဒိုလိုက်တို့ level တို့ကြည့်တာအတော်ကျွမ်းသဗျာအဲ့ဒါတွေကြည့်ရတော့လွယ်လာတယ်တော့မဟုတ်ဘူးမျက်နှာပြင်ရည်ပြင်နဲ့ဟိုဘက်ကစုံမဲ့ထက်တူကြမကြဘူးအတိအကျကြည့်ရတာဗျအဲ့ဒီမှန်ဘလူးချိန်ရတာကိုတော်တော်ခက်တယ်နည်းနည်းမှလွဲလို့မရဘူးလွဲတာနဲ့ကိုစောက်တဲ့ဟာကြီးစောင်းမိတာမှတ်ဒါပေမဲ့ကျွန်တော်တို့ကလုံနေကြဆိုတော့အဲ့ဒီဘိုင်းကိုကျွမ်းကျင်တယ်တချို့အင်ဂျင်နီယာပေါက်စာတွေကိုတော့ကျွန်တော်သင်ပေးခဲ့ရသေးတယ်ကျွန်တော်တို့အဖွဲ့မှာတော့တရားတွေပါတွေစောင့်ရင်ကျွန်တော်ပဲလိုက်ကြည့်ခဲ့တယ်မယုံရင်မိသိန်းကြီးတို့ရွာကတရားကိုပဲကြည့်လေကွန်ကရစ်တရားနော်ပီဒီယာနီးပါရှိတယ်ကျွန်တော်ပဲတီယိုဒိုလိုက်တို့ level တို့ချိန်ပြီးအသေးချာပနက်ရိုက်ဆောက်ခဲ့တာတရားပြီးတော့ကွက်တိဗျာခုနှစ်ပေတိကိုစောင်းနေတာဘာကြောင့်လဲဆိုတရားရဲ့ညာဘက်ပနက်နဲ့ရေချင်းကိုက်ရမှာဘယ်ဘက်ပနက်နဲ့ရေချင်းကိုက်လိုက်လို့တရားတခင်းစာလေးလွဲသွားတာခလားကျန်တဲ့ဟာတွေဆိုပြောနေနေတော့ကန်ရှိတော့နေရမှာပေါ့ကျွန်တော်တို့လုပ်ခဲ့တဲ့ဟာတွေထားပါဦးမိသိန်းကြီးနဲ့တွေ့ရှိပုံပြောပြမယ်အမှန်တော့မိသိန်းယူတို့ကအဲ့ဒီရွာကန်လူတွေတည်တဲ့အတိုင်း
ရွာသူရွာသားတွေကတောသူတောင်သားတွေဆိုတော့လူစိမ့်သူစိမ့်လာပြီးဆိုရင်စိတ်ဝင်စားကြခင်မင်ကြဆိုတော့မကြခင်မှာပဲကျွန်တော်စိုက်ထဲမှာအလုပ်လာလုပ်တယ်မိသိန်းကြီးမှတွေမဟုတ်ပါဘူးတရွာလုံးရှိပြုတ်ပြုတ်အိုးအားလုံးအလုပ်လာလုပ်ကြတယ်အဲ့ဒီချိန်ကသူတို့နေတော့ကတနေ့80ဆိုတဲ့ငွေကိုနဲနေမထင်နဲ့မိုးတွန်းဘက်သူတို့လင်ငါဆိုင်ရင်တနေ့60ပဲရတာဒါတော့ရွာပြောင်းဆိုင်ရတာရွာပြောင်းဆိုင်ရတယ်ဆိုတာဒီလိုပါတခြားရွာကကောက်ဆိုင်ဖို့ခေါ်ရင်ရွာတွေကဝေးတော့နေစဉ်သွားလိုက်ပြန်လိုက်မလုပ်နိုင်ဘူးဒါကြောင့်သူတို့ဆိုင်မဲ့လေရှိရာတဲထိုးပြီးတော့ကောက်ဆိုင်သူတို့အားလုံးသွားပြောင်းနေကြတယ်စပားဆိုင်ဖို့ဧကကုံမှတဲဖြက်ပြီးရွာပြန်အဲ့ဒီလိုနေကြတာသူတို့ကောက်ဆိုင်တာလဲဘာမြန်တယ်လဲမမေးနဲ့တဧကလောက်စိုက်เสียရှိအောင်နဲ့သူတို့မလိုက်ဘူးသူတို့စိုက်လို့ခဏနဲ့ပြီးသွားရင်မကြိုက်ဘူးလေဒါကြောင့်လေရှင်နေဆိုဒီရွာသူတွေခေါ်မင်းဆိုရင်ဧကများမှခေါ်လို့ရတာနောက်ပြီးလေထွန်ကနေကောက်ဆိုင်ပြီးထိပုတ်ပြက်ငှားလို့လေရတယ်ဒီမိန်းမတွေပဲလောက်တာလေထွန်လဲသူတို့ကောက်ဆိုင်လဲသူတို့ပဲဒါကြောင့်မိန်းကလေးတွေခြေသလုံးထွားတာအလုတ်ရမ်းလောက်ကြတာကိုဒီလောက်အလုတ်တွေလှုပ်လို့ဆင်းရဲတယ်မထင်နဲ့မိသိန်းတို့အရွယ်ရွာသူတိုင်းဟာရွှေ9ချက်သားလောက်အသာလေးစုထားပြီးပြီသူတို့ကလှုပ်ပြီးရသမျှတပိတ်ဝင်အိတ်ဝင်ပဲဘာမှကုန်ကြစရာမရှိဘူးဆိုတော့က12နှစ်13နှစ်အရွယ်တင်းကတမျိုးပြီးတမျိုးလှုပ်ပြီးရထားတဲ့လူအားကဘယ်တုံယုံလို့သူတို့လောက်ချမ်းသာနိုင်မလဲချမ်းသာတာလေသူတို့မသိကြဘူးလှုပ်เสียရှိရင်ဘာလှုပ်ဖြစ်ဖြစ်လှုပ်နေကြတာပဲဒါကြောင့်လေခြေသလုံးထွားကြတာပေါ့မိသိန်းနဲ့ထုံနီးတူသွားပဲခြေသလုံးထွားတယ်သူ့မှာကအချိုးစစ်အစုံရှိတယ်လူကောင်ထွားတယ်ကိုလုံးပြားတယ်ခြေသလုံးကြီးတယ်ရင်သေးတယ်နှစ်ဖူးမောက်တယ်သတောက်ထားတယ်အတန်ပြေးတယ်ကဲဘာကြံသေးလဲကျွန်တော်လေးကြုံကြိုင်လုံးလို့သိတာပါနောက်မဟုတ်ရင်ဘယ်လွယ်မလဲအဲ့ဒီတုန်းကနေအင်မတန်ပူတဲ့ຫນွေရာသီမှာပေါ့အလုတ်ကကြောက်သေးရမယ်နေရလဲမီးထွက်မတက်တရှင်းရှင်းတောက်နေကျွန်တော်လေးသူတို့ပုံထားတဲ့ကြောက်ပုံကြီးထိုင်မှာတက်ရက်နေတယ်အဲ့ဒီကြောက်ပုံလဲ14ပေ15ပေလောက်မြင့်ပါတယ်မိသိန်းကြီးအပါဝင်အလုံသမားအပြိုအိုတွေအားလုံးကြောက်ပုံခေါင်းမိပြီးတော့နေပြင်းလို့နားနေကြတာကျွန်တော်တို့လောက်က45မိနစ်လောက်15မိနစ်နားအဲ့ဒီလိုလောက်ရတာဒီတစ်ခါသူတို့နားတာကတော်တော်ကြတယ်အချိန်ကလည်းတနာရီဆိုတော့နေကြက်ကြက်ပြင်းတဲ့အချိန်ဖြစ်နေတာကိုဒါပေမဲ့ကျွန်တော်ကသူတို့ရဲ့ခေါင်းဆောင်ဆိုတော့အလုံသမားတွေအလုပ်လုပ်အောင်နှိုးဆော်ရတာပေါ့ကဲထားကြခုနကခွဲထားတဲ့အတိုင်းကြောက်တဲသူတဲသူတဲကြသူတို့တယောက်မှမလုပ်ဘူးဗျအောင်မေးပြီးကက်နဲ့ကြည့်ပြီးပြန်မိတ်နေကြတယ်ခါတိုင်းဆိုဒီလိုမဟုတ်ဘူးကျွန်တော်လှုပ်ဆိုတာနဲ့လှုပ်ကျွန်တော်နားဆိုမှနားရတာအခုတော့စောင်းငန်းနဲ့ပြန်ကြည့်ပြီးလှုပ်တော့မလှုပ်တော့ကျွန်တော်လည်းဒေါသထွက်သွားပြီးတော့ဟဲ့ကောင်မလေးနင်တို့ပြောနေတာနင်တို့အလုပ်ချိန်နင်တို့မသိဘူးလားထားကြသမ်းအခုထားကြသမ်းသူတို့မှမိသိန်းကြီးကအရင်ဆုံးခုံထလာပြီးတော့ဒီမှာတလောက်ပူးနေရမမြင်ဘူးလားဒီချိန်ကြီးလုံးဝသေကုန်မှာပေါ့ဆိုပြီးထမင်းပြင်ဝင်လိုက်တော့အားလုံးလည်းထလာပြီးအေးလေအလုပ်ရှင်ဆိုပြီးကိုကြီးစာသိကိုမရှိဘူးဒီမှာအလုပ်လေးပင်မနေလဲပူမို့ကိုချင်းမစားတယ်သူတို့ရန်ဖြစ်ဖို့ထမင်းပြင်ဝင်ကြတယ်ကျွန်တော်မျက်ပေတုံးကလည်းဝင့်နေဆိုယုံလေအားလုံး24ယောက်လားပဲကိုကလေးစာရေးဆရာဖြစ်မယ်ကောင်းမို့လားအပေါ်စီးကနေပဲကြည့်ရလို့လားမသိဘူးဖခနဲ့ဝေ့ကြည့်လိုက်တာလာဘာမှမဟုတ်ဘူးသူတို့ကျွန်တော်ကိုရွဲ့တာကျွန်တော်ဘ ഹു တုဒတိုးသွားတာပေါ့ဒါပါပဲအဲ့ဒါလဲမိသိန်းကောင်းပါပဲတာရုအဲ့လီရောင်းကုန်ပြီနောက်ပြောတယ်ကြံသေးတယ်ဗျသူတို့ဒီပါလုံးကလေးကစားအရွယ်ဆုံးမွန်စကားပဲပြောကြတာဗျဗမာစကားမပြောတယ်ဘူးလားဆိုတော့မဟုတ်ဘူးပြောတယ်ဒါပေမဲ့သူတို့စကားနဲ့ပြောရရင်အာမထီဘူးစီစီပိုင်မှမရှိဘူးပေါ့ဗမာစကားကိုလည်းကောင်းကောင်းနားလေတယ်ဒါပေမဲ့မွန်လိုပဲပြန်ပြောတယ်ကျွန်တော်တို့ကလည်းအဲ့ဒီလိုပဲပြောတယ်သူတို့ကမွန်လိုပြောတယ်ကျွန်တော်တို့ကဗမာလိုပြန်ပြောတယ်အေးမွန်စကားနားမလဲပဲနဲ့သူတို့ရွာအလုတ်သွားလုပ်ကြည့်ကွိုင်တက်ပြီးငါကောင်းမယ်မိသိန်းနဲ့ကျွန်တော်ကလည်းဒီလိုပဲသူကမွန်လိုပြောကျွန်တော်ကဗမာလိုပြန်ပြောနေအစင်ကိုပြေးနေတာထားပါတော့အနေကြလာတော့လဲသိတဲ့အတိုင်းတာဆန်ဖြစ်ရင်တောင်ဘယ်မြောက်ဝင်မှချောလဲဆိုတော့ခွဲခြားတတ်ကြတာပဲကြည်ရင်မိသိန်းကချောလာတယ်ဒီလိုနဲ့ပဲဇလန်းစားကြတာပေါ့မိသိန်းနဲ့ကျွန်တော်ကအလုံးမှသာကျွန်တော်ကဆရာအပြင်မှာကျကျွန်တော်ကသူ့ကိုကြောက်ရသဗျာကြောက်ရခြင်းအကြောင်းရင်းကသိမှာပေါ့ကိုကသူ့ကိုသွားကြိုက်နေတာကိုဒါကြောင့်မြန်မာပြည်အလုံးရှင်ပြီးအလုံးသမားတွေအလုံးမစင်းခင်အလုံးစင်းပြီးရင်ရွာထိပ်ထဲမှာထင်းကြီးလေးတမြတ်လှုပ်ပြီးမိသိန်းရဲ့အလုံးစင်းကြီးဆောင်းရတော့တာပေါ့ကျန်တဲ့ရွာသူတွေကလည်းသိကြတယ်ရွာထိပ်မှာထင်းကြီးကွက်နဲ့ကျွန်တော်ကိုတွေ့ပြီဆိုရှောင်ပေးကြတယ်သူတို့ကလည်းသဘောကတူကြည်ချင်းဟာကိုသူတို့ရွာကလူတယောက်လောက်မြို့သားနဲ့ပေးစားခြင်းပုံရတယ်နောက်ပြီးကျွန်တော်ကလည်းယူသားတယ်လीထင်းကြီးလေးအရက်ကလေးရံဖက်ရက်ခါတောက်တက်တာမူသားစကားလေးပြောတတ်တာကြက်ဝိုင်းနေပါနေမှာမဆိုးစလောက်လေးဝင်ကစားတတ်တာမိမကျော်ကလေးများတွေ့ရင်ဗျောင်ကြီးလိုက်ကြောင်တတ်တာမူလာပြီဆိုတခါတည်းရံဖြစ်တတ်တာပဲရှိတာမူပဲနဲ့လည်းတခါတလေရစ်တတ်တယ်ဖင်းနဲ့လောင်းကစားလဲနည်းနည်းလေးစွတ်တာစက်လိလေးကွင်းရလေးမဆိုးစလောက်တနေ့လုံးစောင့်ထားတတ်တာကလွှဲရင်ကြံတဲ့ချိန်ဆိုလူရိုးဆိုတော့သူတို့သဘောကျတာပေါ့ဘာပြောညအိတ်ချိန်လောက်ယူသားတာနဲလား
တချို့ညောင်လုံးပေါက်တောင်းကျမ်းနေသူတွေရှိတာပဲဟုတ်တယ်ကိုတို့ရောင်လို့မဟုတ်ဒါကြောင့်သူတို့ကျွန်တော်ကိုသဘောကျတာဖြစ်မယ်ဒါကြောင့်လည်းရှောင်ပေးကြတာထင်တာပဲယုံလို့ရှောင်တာပဲဖြစ်မှာပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့အခွင့်အရေးရတယ်ဆိုပြီးပြိုလို့သိတယ်မို့လားလကားရမယ်ဆိုချိုးလိန်တောင်ဝင်တန်းစီမဲ့လူဒီလိုနဲ့မိသိန်းကြီးနဲ့ကျွန်တော်ကလည်းရင်းနှီးလာပြီသူကပဲကျွန်တော်ကိုမျက်စိပြန်ကြသလိုဖြစ်လာရောဒီအချိန်မှာပဲဖြစ်ကျွန်တော်တစ်ဖက်ရွာကဖျားပွဲနဲ့ကြုံသွားလေရောကျွန်တော်ကလည်းကြံသမားဆိုတော့ကို့လူသမားအားလုံးကိုကြည်ညာလိုက်တယ်မင်းတို့အားလုံးဖျားပွဲကိုလိုက်ဖို့မယ်စားတော့ဖို့မြတကားခံမယ်ဆိုပြီးအားလုံးကလည်းဘာပြောကောင်းမလဲပွဲလေလက်ကားကြည့်ရမယ်မုံနဲ့လက်ကားစားရမယ်ဆိုတော့တပြောတစ်ပါးလိုက်ကြမယ်ပေါ့အောင်ပြီအောင်ပြီအဲ့ဒီတော့မမီသေးတယ်ကျွန်တော်မှရှိသမျှ၄ပန်းတဲကအကောင်းဆုံးတစ်ဖက်ဝါတစ်ဖက်ပြာဘောင်းမီစုပ်ကြီးထုတ်ဝလို့ငါကွဘာရမလဲတစ်ဖက်ဝါတစ်ဖက်ပြာဆိုလို့ထင်းတော့မသိနေဗျအဲ့ဒီအချိန်ကဇမင်းသားကြီးလည်းဒါမျိုးပဲဝစ်ကြတာရွာမှာကလည်းဗီဒီယိုလေးများတော့မရှိတော့ရန်အောင်မသိဘူးလုံမို့မသိဘူးခိုင်သိန်းကြီးမသိဘူးနာနာလည်းမသိဘူးသူတို့သိတာကမော်လမြိုင်မြို့ပေါ်ကဂရီလာပြီးကြည်နေရတဲ့ပြဇာမင်းသားလူစော်သိတယ်စံဝင်ကြီးသိတယ်စိုးမိုးအောင်တို့တီတာဦးတို့သိတယ်အုံးမြင့်စိန်တို့ဘာလို့ပေါ့သူတို့ကလည်းကျွန်တော်လောက်နီးပဲဝစ်ကြတာဆိုတော့မိသိန်းမျက်စိထဲမှာကျွန်တော်ကအမဲယူနဲ့သူ့ဟင်းအိုးကတော့ကွက်တီပဲမိသိန်းကလည်းပြင်ဆင်ထားတာတီတာဦးရှုံးတယ်ကျွန်တော်လည်းသူတို့လိုလိုက်ပြောတာပါပန်းရောင်အင်ကြီးအပြောင်သားနဲ့ထမိန်နီတွဲဝစ်ထားတယ်လက်ထဲမှာဝတ်ထည့်ထားတဲ့ရွှေဆိုတာတောင်စစ်လောက်ထိရှိတာအလုတ်လုတ်ထားသမျှတွေကဝယ်စုထားတာတဲ့လဲဘေးမှာလဲဆွဲကြိုသုံးကိုအဲ့ဒီဘောကမှာမာဖလာကြီးဝတ်ထားသည်နောက်ခင်သန်းနုခေကမျက်မှန်ဝိုင်းနဲ့ကြီးတက်ထားသေးတာညဘက်မောင်းမောင်းမှာမျက်မှန်နဲ့ကြီးတက်ထားတော့သူပါမြင်ရလဲကျွန်တော်မသိဘူးဒါပေမဲ့စတိုင်ကမှဲ့တယ်ဖက်နဲ့တော့မပါဘူးကိုတိုင်ကမစီးတတ်တာပါလဲမသိဘူးမေးကြည့်တော့ပွဲစည်းမှာဟိုထိုင်ဒီထိုင်နဲ့ဆိုတော့အခိုးခံမှာစိုးလို့တဲ့ဖက်နဲ့ဖင်ခုထိုင်တော့ဘသူခိုးမှလဲဆိုတော့တောင်သူကဖက်နဲ့ကလေးကအစ်စ်ကလေးသမီး14နှစ်ခနဲ့ကဝယ်ထားတာအခု24နှစ်ထိတခါပဲစီးရသေးတာတဲ့အဲ့ဒီတော့ဖင်ခုထိုင်လိုက်ရင်ဖက်နဲ့အစ်စ်ကလေးပြားသွားမှာပို့တဲ့ဘာမှမပြောတော့ပါဘူးဖက်နဲ့မပါလဲမိသိန်းအေးပဲဟာဖက်နဲ့တယ်မပါဘူးဘာမှမပါလေပို့ကောင်းလေ sorry ရွှေငွေတွေပြောတာပါဘာပဲပြောအဲ့ဒီညမှာတော့မိသိန်းကြီးနဲ့ကျွန်တော်နေနဲ့လာရွှေနဲ့မြအမေယိုးနဲ့ဟင်းအိုးကွက်တီပဲကောင်မလေးများစားနိုင်တယ်ဆိုတော့အဟုတ်ဗျာအိမ်က3ရက်လောက်များအငတ်ခံလာကြလေသလားမှတ်ရတယ်မဝင်းငါ့ကိုဘူးသီးကြော်နိုင်ချင်းနဲ့တယောက်3ပွဲလောက်စားတယ်ပြီးတော့လက်ဖက်ရည်တိုင်းကြီးခွက်ကြီးရှဲဂလူတယ်ပြီးတာနဲ့ကြော်ဆိုင်သွားပြီးအကြော်တွေဝါတယ်ပြီးတော့ပွဲကင်းထဲမှာအိတ်ချင်ပြီးစားဖို့ဆိုပြီးမုံစုံကျွတ်အိမ်နဲ့ထုံသွားသေးတယ်ကိုမလေးမိသိန်းမျက်နှာကြီးနဲ့ဆိုတော့လေကုံမကုံရောပဲကျွေးရတော့တာပဲဇက်ကလည်းဘာဒီကာမန်းကိုမသိပါဘူးဗျာကိုမှမိသိန်းနာကတ်ထိုင်ရတာဆိုတော့တညာလုံးရင်နေပန်းနေဖက်ဖက်ကိုတုံရောနှစ်ပါးသောထွက်တော့ကျွန်တော်လည်းမနေနိုင်တော့ဘူးဗျအိမ်ပြန်ချင်းပြီးအိမ်ပြန်ချင်းအကြောင်းရင်းကလည်းအိမ်ငိုက်တာလည်းပါတယ်ဟိုမှာစင်မောမင်းသားတိုင်ကြီးတဲ့ဂျွန်းထိုးပြတက်တာပေါ်ဂျွန်းထိုးပြနဲ့ထွန်းလူးနေတာဆိုတော့မျက်ပေလုံးကြီးနောက်တာလည်းပါတာပေါ့အဲ့ဒါနဲ့မိသိန်းသူ့လက်ကြည့်တယ်ဗဇတ်တဝိုင်မှာစီခွက်ကြီးနဲ့အမေမင်းကိုစက်ခနဲ့ဆက်လိုက်သေးတယ်ဘာလဲဆိုတဲ့သဘောပေါ့ငါတို့ပြန်ရအောင်အိတ်လည်းငိုက်နေပြီနောက်ပြီးမနှက်လည်းလှုပ်ဆင်းအောင်ပါမိသိန်းကြီးကသူ့တငယ်ချင်းတွေကိုလက်တို့ပြီးပြန်ပြောတယ်သူ့တငယ်ချင်းတွေကမပြန်ကြည့်ဘူးမိုးလင်းပေါက်ထိကြည့်ကြမယ်တဲ့ဒါနဲ့ပဲကျွန်တော်ကလည်းသူတို့နေချင်နေခဲ့ကြပါစေဟာနင်းငါပဲပြန်အောင်သူကျွန်တော်ကိုသေချာပြန်ကြည့်တယ်မတင်ကားတဲ့အကြည့်ငါနေဘာမှမလုပ်ပါဘူးဟာအိမ်တကယ်ပြန်ကျင်လို့ဟာဖြစ်ချင်တော့ကျွန်တော်ကဒီနားတွေနဲ့တစိမ့်ဖြစ်နေတယ်သူတို့တည်းကတယောက်ယောက်လိုက်မပို့ရင်ပြန်ဖို့ကမလွယ်ဘူးလမ်းလည်းမသိဘူးအဲ့ဒါလို့အတူကြမှာမိသိန်းကြီးကခေါင်းကိုလူဝင်ကုတ်ပြက်နဲ့ကုတ်တယ်ပြီးတော့မျက်ပေတုံကြီးကလေးလှုပ်ပြီးတော့ပေကလက်လှုပ်တယ်အမေသူစဉ်းစားနေရတယ်ပေါ့တော်ကြမှာစီကွက်ကြီးထနေတဲ့နှခမ်းထော်တော်ကြီးကတပ်ပြင်းကိုခတ်ဆောင်ချတယ်ဆိုပြီးကောင်းကြီးကပြန်မှုသဘောတူလိုက်တယ်ပြီးတော့သူ့တငယ်ချင်းတွေကိုကျွန်တော်တို့ပြန်ကြတော့ဖို့ပြောတယ်သူ့တငယ်ချင်းတွေကလည်းသူ့ကိုတော်စိုးရင်ပုံရတယ်မျက်နှာတောင်ခါမကြည့်ဇန်ငန်းရင်ကျွန်တော်တို့နှစ်ယောက်ကိုပြီးရောပဲပြန်မှုခွင့်ပြုလိုက်တယ်အမှန်တော့မိသိန်းအေးကလည်းတိတ်ပြန်ကျင်လာတယ်တော့မဟုတ်ဘူးကျွန်တော်အားနာလာလို့သာလိုက်လာတာသူ့ခမညာပွဲခွင်းကိုလှည့်ကြည့်နဲ့ပါလာတယ်ကျွန်တော်နဲ့လာပြညမုံလာတော့မသိဘူးလာရောင်လေးဝင်းနေတာလေကွန်းတစ်ခုကိုအဖြတ်တိုက်ခတ်လာတဲ့လေပြေကိုရှူရှန်ရင်အေးနေတဲ့မိသိန်းအေးမျက်နှာကိုကြည့်မိတယ်ဖြာချနေတဲ့လာရောင်ကသူ့မျက်နှာပေါ်ထိတစ်ချက်မထိတစ်ချက်ပဲလေပြေတိုက်လိုက်တိုင်းသူ့ရဲ့ဇတောက်လေးဝေးသွားတာလွတ်ကြည့်ကောညဘက်မှာမိန်းမတွေပူလှတဲ့ကြောင်းကြားခဲ့ဘူးပေမဲ့ဒီညမှာတော့အဲ့ဒီအဆိုကိုပြပြဝဝကြီးလက်ခံလိုက်မိတယ်ဖြတ်ခနဲ့သူ့လက်ကိုလှမ်းကန်လိုက်တယ်စက်ခနဲ့သူပြန်ယုံသွားတယ်ပြီးတော့မျက်စောင်းထိုးတယ်ကျွန်တော်ပြုံးဖြီးနဲ့ဂုတ်ကပခုံးတစ်ဖက်ကြားပုလို့လက်ရှက်ရင်သွားတဖီးနဲ့ခေါင်းခါပြလိုက်တယ်ဘာမှမဟုတ်ဘူးဆိုတဲ့သဘောမိသိန်းကြီးကလည်းမသိကြအောင်ဆောင်းနေတယ်
နောက်ထပ်လည်းသူ့လက်ကိုမကင်ဖို့မကြိုးစားမဖြစ်တော့သူ့လက်ကအလူကျန်းအမြဲလုံနေရတဲ့လက်မို့ကြမ်းကြမ်းထော်ထော်ကြီးကင်ရတာဘလို့မှဖိမလားဒါကြောင့်လမ်းဘေးကဘာရာကိုင်းတစ်ခုပဲချိုးပြောင်ကင်ထားလိုက်တယ်ဒါလေးကတော့နူတူတူရှိသေးမသိမသာသူ့လက်မောင်းလေးကိုတို့ကြည့်တယ်သူကစက်ခနဲ့ယုံနေလက်မောင်းသားထင့်နေတာပဲဗျာကျွန်တော်လက်မောင်းထက်တောင်မှကြီးသေးထဲသေးစပင်းလေးကင်ကြည့်တယ်မထူးဒီတိုင်းပဲကြမ်းကြမ်းဒါပေမဲ့လာရောင်နေဖို့သူ့မျက်နှာလေးကအပြစ်ကင်းစင်ဝင်းနေတယ်ကျွန်တော်သူ့ကိုကြည်ရင်နဲ့အသေးရရလာတယ်ဒါနဲ့ပဲမိသိသူစက်ခနဲ့ဝေ့ကြည့်တယ်ကျွန်တော်ကသာကရုံကရင်နဲ့ကောင်းငုံပြီငါနင်းကိုချစ်နေသလိုပဲအကြီးတန်းကိုနိုင်ရက်လို့လားအကိုမိသိစီကထွက်လာတဲ့စကားတန်ကြောင့်ကျွန်တော်ကြောင်သွားတယ်နောက်သူပြောတဲ့စကားကခုလေးနေပူပူနွေးနွေးကြီးကြည့်ခဲ့ရတဲ့ပြားစထဲကစကားကြီးကျွန်တော်လည်းတွန်းလက်စားနေမှုမထူးတော့ဘူးမို့တရက်စာတိတ်ခါအတွက်ခွာချရင်ပိတကြည်မြသောအတန်ဖြင့်ဒီမှာမိသိစိန်ကောင်းကြောက်ကောင်းနေဘယ်သို့ပင်ကောင်းစီတော့သူ့ခန်းဝါသူ့ဌာနေမှာတင့်တယ်တော့မှာပေါ့ဒါပေမဲ့မိသိစီးပွားကုန်တဲ့လူရက်နေမှာတော့လိတ်သေးကြောင်းနဲ့ခင်းတဲ့လမ်းမှာနင်းလျှောက်လို့ကောင်းပါတယ်ဟာကောင်းကြီးရဲ့ကျဲကပင်လယ်ကိုမလွှမ်းဘူးအကိုမိသိဒါလေခုနကကြည့်ခဲ့တဲ့ပြဿနာနမိတ်အမေမိမ့်ကြီးပြောချပြီးတော့သူ့စကားနဲ့သူသဘောကျသလိုပြုံးပြီးခက်တီတီနဲ့ဆက်လျှောက်နေတယ်မဟုတ်မှလွဲရောဒီကောင်မဇက်ယူနဲ့တူတယ်တွေ့ကြပြီပေါ့ကွာအာဂန္နဇက်ယူနဲ့ဝမ်နွန်းယူအဲ့ဒါပစ္စည်းမဲ့ဝါရီငါ့ကိုနင်းဟာကျွန်တော်စကားမဆုံးမီသူ့စီကအာမီလိုက်တယ်သူ့ရွာထိပ်ကိုလှမ်းကြည့်ပြီးငြိမ်ရက်နေတယ်ကျွန်တော်လည်းလိုက်ကြည့်ပြီးတော့ဟာသိပြီထူးထူးခြားခြားဒီညကြမှာရွာထိပ်မှာဗီဒီယိုပြနေရတဲ့ကြုံတယ်ဗီဒီယိုဆိုတာကလည်းရွာမှာအင်မတန်ပြခဲလာတာမို့ဒီရွာလုံးကလူစုံနေမှသေးကြတယ်ဝင်ရမှာကလည်းဒီတလန်းနဲ့ရှိတာဘလို့လို့ရမလဲမိသိရဲ့ကရုံရင်မေးဟုတ်တယ်မိသိနဲ့ရွာဒီမှာကမြို့တွေနဲ့မတူဘူးမြို့မှာကကြီးသားဖြစ်ပြီးအိမ်တော်မပြုတ်နိုင်အောင်ရသေးတယ်ဒါပေမဲ့ဒီရွာဒီမှာကတယောက်နဲ့တယောက်တွဲပြီးဆိုတာနဲ့နာမည်ပြက်ပြီးအဲ့ဒါလို့နာမည်ပြက်ရင်ယူပြီးတော့ပဲကဲအခုကသူကကျွန်တော်ကိုကြိုက်လားမသေးကြဘူးကျွန်တော်ကလည်းသူ့ကိုကြိုက်တယ်ဆိုတာမသေးကြဘူးကိုကလည်းအဲ့ဒီချိန်မှာသူများတွေကာလာပလိုင်းဖြစ်တယ်လို့ကို့မှာကဘျူတီပလိုင်းဖြစ်နေတာအလားပေါကိုခွဲကြလို့တက်တာမဟုတ်ဘူးအခုမိသိန်းကိုယူပါဆိုလဲကျွန်တော်တွေးမဆုံးလိုက်ဘယ်လိုလုပ်ကြမလဲလို့မိသိန်းကကြပြမေးတယ်သူခင်ဗျာလဲကျွန်တော်နဲ့နာမည်အပြက်ခံခြင်းမပေါ်ဘူးကျွန်တော်လေးရုပ်ရည်မို့ဘလို့ညံညံနဲ့ထုတ်ရမယ်မသိဘူးအတန်ကြာမှအသေးချာစဉ်းစားပြီးဒီလိုလို့ရွာထဲဝင်တဲ့အချိန်မှာနင်းနဲ့ဘသူတွဲလာတယ်မှမသိအောင်ငါလုံကြီးခြုံသွားအင်းကြီးခြုံသွားမယ်ဟုတ်တယ်လေကိုကရှိုးများပြီးဘောင်းမီဝစ်လာတာကိုမရှိတဲ့အင်ကြီးလေးပဲချွတ်ခြုံရတော့မှာပေါ့နင်းကဒီတိုင်းသွားပေါ့ဟုတ်ဘူးလားဒီလိုဆိုငါ့ကိုဘယ်သူမှမသိနိုင်တော့ဘူးပေါ့ကျွန်တော်မိသိန်းကြီးကမျက်မှောင်ကျုပ်ပြီးစက်ခနဲ့ပြန်ကြည့်တယ်ပြီးတော့မှအဲ့ဒါလေသူတို့ကကျမကိုမှတ်မိနေတာပဲကျမယောက်ျားတစ်ယောက်နဲ့တွဲလာတယ်ဆိုတာသိမှာပေါ့ဒါလည်းဟုတ်သားပဲသူပြောတော့လေဟုတ်သားသူ့ကိုယောက်ျားတစ်ယောက်နဲ့တွဲနေမှန်းသိရင်စုံစမ်းကြမှာပေါ့အဲ့ဒီကောင်ဘာတူလဲဆိုတာအဲ့ဒီတော့ကျွန်တော်ရံမေးသူမှကျွန်တော်ကိုခက်တီတီကြည့်ပြီးကိုသူတို့တော့ကျွန်တော်မိသားစုကခေါ်သလိုပဲကိုလိုပဲခေါ်ကြတယ်ကိုကြတော့ရွာကဘယ်သူမှမသိကြဘူးလေဒီတိုင်းသွားလို့ရတာပေါ့ဒါဆိုနေကရောကျွန်တော်ရဲ့ဇဝေဇဝါတန်မိသိန်းကြီးပါဇက်ကအဖြစ်မပြောဘူးသူ့လုံကြီးကိုဖြတ်ခနဲ့ခေါင်းပေါ်ဆွဲတင်တာခေသွားကြအောင်ကျွန်တော်သူ့ကိုဘာမှမပြောနိုင်တော့အောင်ကြောင်ငင်းကြည့်နေမိတယ်မှန်တယ်သူ့ဆုံးဖြတ်ချက်မှန်တယ်သူ့မျက်နှာကိုတော့မမြင်ရတော့ပါဘူးဒါပေမဲ့ခစ်ကလည်းခိုင်ခင်ဦးတို့လိုထမိန်တို့ခစ်မဟုတ်လားထမိန်ကတိုးတော့လေကျွန်တော်ဘဟုတုတနေရလဲဝင်းကနေလာယုံလက်တော်ပြောပါတယ်မိသိန်းတို့ရွာမှာတနေ့တည်းမင်္ဂလာနှစ်ခုစောင့်ရတယ်တစ်ခုကမနက်ပိုင်းတစ်ခုကညနေပိုင်းတနေ့တည်းမင်္ဂလာဖြစ်နေလို့အချိန်ခွဲဆောင်ရတာလားလို့မိသိန်းကိုမေးကြည့်တော့မိသိန်းကမဟုတ်ဘူးမနက်ပိုင်းမင်္ဂလာဆောင်ကတို့သားလာတောင်းတာညနေပိုင်းမင်္ဂလာဆောင်ကြတော့ခိုးရလိုက်ကြတာလीအဲဒီတော့မှကျွန်တော်လေးရှင်းသွားတယ်သူတို့ရွာမှာဘလောက်ပဲချစ်ကြကြိုက်ကြလို့ခိုးပြေးကြပါစေမိဘများရဲ့သဘောတူညီချက်မပါတဲ့အခါအဲ့ဒါကိုမင်္ဂလာဆောင်ဖြစ်မတတ်မှတ်ဘူးဒါကြောင့်မင်္ဂလာရှိတဲ့မနက်ပိုင်းမှာမင်္ဂလာပေးမဆောင်မိဘမောင်ဘွားသဘောတူပြီးတောင်းရတဲ့သူကြမှာမနက်ပိုင်းမင်္ဂလာဆောင်ခွင့်ရှိပါတယ်ဒါကြောင့်သူတို့ချင်းချင်းစကားများတဲ့အခါညနေပိုင်းမင်္ဂလာဆောင်ခဲ့ရတဲ့သူကအရင်မျက်နှာငယ်တယ်။နေ့ကစကားကြီးပြောအောင်မင်္ဂလာဘယ်ချိန်ဆောင်ခဲ့တာလဲဆိုသွားပြီ။နောက်ပိုင်းညနေပိုင်းမှာမင်္ဂလာဆောင်ရင်ကြီးကြဲကြဲလေးလှုပ်လို့မရဘူး။တော်ယုံလူလည်းမလာဘူး။နှစ်ဖက်အမျိုးတွေလောက်နဲ့ပဲတော်ကြီးရော်ကြီးနဲ့ပြီးတတ်ကြတယ်။ကျွန်တော်ရန်ကုန်ရောက်တော့တော်တော်အံ့အားသင့်သွားတယ်။ဒီမှာကညနေပိုင်းနေမင်္ဂလာဆောင်ကြတာများတယ်။တချို့ဆိုညဆောင်ကြတယ်။မင်္ဂလာချိန်ကအစောဆုံး2 နာရီလောက်မှကြားတတ်ကြတယ်။
ကျွန်တော်တို့ရွာယူနဲ့ဆိုရင်တော့မင်္ဂလာမရှိတဲ့အလုပ်ကိုလုပ်ခဲ့ကြလို့မင်္ဂလာမရှိတဲ့အချိန်မှာအပုတ်ချိန်မှာစောင့်ရတယ်လို့ထင်ကြမှာပဲကျွန်တော်တို့အဲ့ဒီရွာလေးမှာနေတဲ့လူတွေကအယူဆွဲရန်ကြီးတယ်အနက်ရောင်မဝေးရဘူးနောက်ပြီးဖုန်းကြီးများနဲ့ဆိုရင်ယောက်ျားလေးတွေကခြေလမ်းကိုရက်ပေးရတယ်မိန်းကလေးတွေဖုန်းကြီးမမြင်နိုင်အောင်ကြောခိုင်းဝှက်ထိုင်နေရတယ်ဘာဖြစ်လို့လဲဆိုတော့ရှေးခေတ်ကလေးကတာရကရှိခဲ့ကြတာမဟုတ်လားမရုကမကိုမြင်လို့ဇန်သမာဘက်ရှော့ကြခဲ့တဲ့ယဟန်တွေအကြောင်းအဲ့ဒီလိုဖြစ်ကြရင်နှစ်ဖက်လုံးငရဲရရတယ်လေဒါကြောင့်ယဟန်တန်ဃာတွေကြွလာရင်မိမတွေကဖုန်းကြီးမမြင်အောင်တစ်ဖက်ကိုမျက်နှာလှည့်ပြီးဝှက်နေရတာအဲ့ဒါမလုံးမဖြစ်လုံးရတဲ့ထုံးတယ်မယ်လူတိုင်းလိုက်နာကြရတယ်စွန်းလောင်းရင်တော့တမျိုးပေါ့သူတို့ဘယ်လောက်ထိအယူဆွဲကြည့်လဲဆိုရင်ကျွန်တော်နဲ့မိသိန်းကြီးတို့အဖြစ်ကိုပဲကြည့်အဲ့ဒီတုန်းကမိသိန်းကြီးနဲ့ကျွန်တော်ရီးစားမဖြစ်တစ်ဖြစ်မှာချိန်တွေ့ကြတာလေချိန်တွေ့တဲ့နေရာကလည်းသူ့အတော်ရဲ့အိမ်ရက်ကလည်းအဖိတ်နေညရွာကလေးရဲ့ထုံးစံကအဖိတ်နေမှာအားလုံးအလူခံထွက်ကြပြီးညရောက်ရင်အပြိုလူပြိုတွေစုပြီးစွန့်ချက်ကြရတာကိုနောက်ဒီနေ့မနက်ဆိုကိုနဲ့ဆိုင်နေဖုန်းကြီးเจ้าကိုအားလုံးသွားပြီးအာယုံစွမ်းထက်ကြရတာဖုန်းကြီးเจ้าကနှစ်ကြောင်းရှိတယ်အရှိเจ้าနဲ့အနောက်เจ้าအဲ့ဒီစွန့်ချက်တဲ့ညဆိုရင်လူပြိုပြိုတွေပျော်ကြရွယ်ကိုကြိုက်တဲ့ကောင်မလေးနာကက်ပြီးတော့ easy နဲ့စကားတွေတွတ်တီးတွတ်တာတွတ်ထိုးကြဒီကဘာရေကဘာနဲ့စားကြနောက်ကြပေါ့ကျွန်တော်ကလည်းခွန်ကြီးသမားဆိုတော့သိတယ်မဟုတ်လားအဖိနေမတိုင်ခင်တရက်ခနဲ့ကအဲ့ဒီညမှာတွေ့ရအောင်မိသိန်းကိုချိန်မိသားထွက်လာရင်တော့မစွမ်းရင်ကလည်းရှိတာနဲ့ကစုံကင်းပါပဲတန်ပေါ့အဖိနေညစွန့်ချက်ချင်းလူစုံနေလို့ထင်တယ်မိသိန်းတော်ယုံနဲ့ထွက်မလားကျွန်တော်ကလည်းဇွဲကြီးနဲ့မိသိန်းတို့အတော်အိမ်အောက်အမောင်လေးကနေချင်းနေနဲ့စစ်ခင်းရင်စောင့်နေတာမိသိန်းတို့အတော်မိသားစုကလည်းရှိမနေဘူးလေခိုးဘက်ယောဂမျိုးတွေစီအလဲသွားရတာကိုဒါကြောင့်ကျွန်တော်လည်းအပိုင်းတွက်ပြီးတော့မိသိန်းကိုချင်းနေတာဒီညမှာပွဲသိမ်းပေါ့သိတယ်မဟုတ်လားကျွန်တော်လက်ကဝမ်မီလိုပဲတင်ပါမှာကပ်ပါနေတာအမြင်တမ်းကိုအငြိမ်မနေတာပြောတာပါဒီလိုလေးည7 နာရီလောက်ကြာမှမိသိန်းကမော်ကြီးပိုင်းနဲ့ရောက်လာနေတာကြာပြီလားည7 နာရီကနေကရောက်နေတာမိသိန်းကကျွန်တော်ဂယူနာတတ်တယ်လို့ကြည့်တယ်ပြီးမှလာလေအိမ်မော်တက်လေဝမ်းသာလုံးကရင်ဝါကိုစို့လာတယ်ပိုင်ပြီလူမရှိတဲ့အင်ကြီးတစ်လုံးမှာသူနဲ့ကိုနှစ်ယောက်သေးဆိုတော့စဉ်းစားလာကြည့်ကို့အိမ်ကျက်လို့သဘောထားပြီးတော့ဘယ်ချိန်ထရိုက်ချက်ရပြီပဲအားကြောင့်ဝမ်းသာအားရနဲ့ကြောင်းကြိုက်ပြီးသူ့နောက်ကိုလိုက်တက်သွားတာဒီနေရာမှာတော့တခုပြောမရစီကျွန်တော်တွေ့ဦးတဲ့မွန်အိမ်မှန်သမျှခြေနဲ့ရှိတယ်ကြီးပဲစောင့်တက်ကြပါတယ်လေကအိမ်ရှိမှပဲရှိပြီးတော့အဲ့ဒီလေကစုံတာနဲ့လူလျှောက်လန်းရှိပါတယ်အဲ့ဒီလူလျှောက်လန်းကနေရှောက်သွားရင်မိဖို့ကြောင့်ကိုရောက်သွားပါတယ်အိမ်မကြီးကရှေ့ဘက်ရက်မှသာရှိပြီးတော့အိမ်ရှိလေကားကတော့အနောက်ဘက်မှာရှိပါတယ်အဲ့ဒီအိမ်ရှိလေကားတက်လာခဲ့ပြီးရှောင်းလန်းတိုင်းမသွားဘဲနဲ့အရှိဘက်ချိုးကွေးလိုက်မှအိမ်မကြီးရှိပါတယ်အိမ်မကြီးကနေအရှိဘက်ပြန်ထွက်လိုက်မှဝရင်လာပါသူတို့တွေကအိမ်တွေကိုခြေတံရှည်တိဆောက်ပြီးတော့အိမ်ရောက်မှာတော့ကြက်ဝက်နွားစသဖြင့်တိရစ္ဆာန်တွေမွေးထားတတ်ကြတယ်ကျွန်တော်ခုသွားတဲ့မိသိန်းကြီးရဲ့အတော်အိမ်ရောက်မှာတော့ဝက်တွေကအကောင့်20ကျော်မွေးထားတယ်အိမ်မိုရောက်တော့မိသိန်းကြီးကဝရင်နာဘက်လှမ်းသွားတယ်ပြီးတော့ကျွန်တော်ထိုင်လေတဲ့ကျွန်တော်ကကြံသမားမှုသူနဲ့ကက်ရမှာနေရာယူလိုက်တယ်အကျံသိတယ်မဟုတ်လားအကြီးပြီးသေသွားမယ်မသေရင်တော့လီလောက်တော့ဖျက်ပြီတောင်းမိသိန်းကြီးကကျွန်တော်နဲ့အတော်ဝေးတဲ့တောင်းတစ်ခုမှာနေရာယူပြီးတော့ထိုင်လိုက်တယ်ရုပ်တရက်တော့အောင်သက်ကြီးခံစားလိုက်ရတယ်ဘာမှမပြောမိဘူးဒီနေထားကတော့ပြန်တက်တဲ့ကြက်တော့မလို့ကျွန်တော်လက်ကသိတယ်မဟုတ်လားဝမ်မီလိုကပ်ပါနေတာအဖိနေညာဆိုပေမဲ့လာယုံကဝေးနေတယ်လာထွတ်ကနောက်ကြပြီမဲ့7 နာရီလောက်ဆိုတော့လာခေါင်းပေါ်မရောက်တယောက်ပဲမိသိန်းကြီးကလာမင်းကြီးကိုငေးကြည့်နေသူ့ပုံကအရင်ဖြူစင်းတယ်ဘာမှမသိတဲ့ကလေးတယောက်ပုံမျိုးသူ့နားမှာလည်းကျွန်တော်မတွေ့ဘူးတဲ့ငကက်တစ်ခုပန်ထားတယ်စိန်ငကက်ဖြစ်မယ်ထင်ပါတယ်ပါလေးကိုပြောင်းလို့ကျွန်တော်ကအဲ့ဒီပုံလေးကိုအသေးရနေတာဒါကြောင့်မိသိန်းသူ့မျက်လုံးလေးကလည်းတောင်းကက်ကြည့်တယ်ကျွန်တော်ကဒရွေးမျိုးချရင်းနဲ့ငါတော့လာထိုင်မလားဟဲ့လေရောင်လို့နေရဲ့ကျွန်တော်တကားကိုကြတော့မိသိန်းစက်ခနဲ့ဖြစ်သွားတယ်ပြီးတော့မျက်ပေတုံးကြီးကိုပြူးလို့အဲ့ဒီနာထိုင်လို့မဖြစ်ဘူးဆိုပြီးအကြောင်းကငင်းဆန်တယ်ကျွန်တော်ကသာမျက်မှောင်ကျုပ်ပြီးဘာဖြစ်လို့လဲကျွန်တော်မေးကိုမိသိန်းကြီးကသူများအိမ်ဒီမှာအပြူလူပြူချင်းတွေ့ပြီးတခုဖြစ်ရင်နတ်မကြိုက်ဘူးကတော့ပွဲပြန်ပေးရတယ်အိမ်ရှင်ကိုလည်းကတော့တောင်းပန်ရတယ်သူစကားကြောင့်ကျွန်တော်ကြောင်သွားတယ်တခုဖြစ်ရင်နတ်ကိုကတော့ပွဲနဲ့ပြန်တောင်းပန်ရတယ်တဲ့ကျွန်တော်ကသာဇောနဲ့မို့ဆက်ပြီးမိသိန်းကြီးကလည်းနင်းကလည်းကတ်ထိုင်တာဘသူမြင်မှလို့လဲဘသူမြင်မှမို့တောင်းပန်ရမှာလဲနတ်မြင်တယ်လေနတ်ကကြည့်နေရသူစကားကြောင့်ကျွန်တော်လည်းရောင်ပြီးအိမ်နဲ့နတ်လိုက်ရှာကြည့်တယ်ဘယ်မှမတွေ့ဘူးနောက်မှသတိရပြီဘယ်မှာနတ်ရှိမှလဲဘယ်နတ်ရှိမလို့ဒီနားလာထိုင်စမ်းပါကျွန်တော်စကားလည်းကြားရောမိသိန်းချက်ချင်းပဲမျက်လုံးမိတ်လက်အုပ်ချီပြီးမူလိုတူရွတ်ကနတ်ကိုတောင်းပန်တော့ပါပဲ
ဘာမှမသိတော့လူအန်နာငမိုက်သားစကားကိုဘွေးမြူပါနဲ့ဖေဟာစသဖြင့်အရာဒီပါပါတယ်ကျွန်တော်လည်းဘာမှယုံကြည်မရှိသူမို့သူ့ကိုကြည့်ရတင်းသွားပြီလာပါဟာနေမလိုက်ငါလာမင်းတော့ကျွန်တော်စကားကြားတာနဲ့မိသိန်းလန့်သွားပြီးဖြက်ခနဲ့မျက်လုံးပြန်မိတ်လက်အုပ်ချီကပတုနဲ့ပြန်လုနေတာသူ့ပြုံကိုကျွန်တော်လည်းသီးမခံနိုင်တော့ပြီမို့ကဲနေမလိုက်ငါလာပြီဆိုပြီးစက္ကနဲ့အထမိသိန်းကဝုန်းဆိုထပြီးအခန်းနဲ့ပြေးဝင်ကျွန်တော်ကလည်းလှင်းနေကျွန်တော်ဝမ်မီဖက်ခနဲ့ရမ်းလိုက်တယ်ဆိုရင်ပဲဝုန်းကနေမိသိန်းကျွန်တော်ကိုပြုတ်ကြလာတယ်ကျွန်တော်ကလည်းသူ့ကိုပွေပြီးပိုင်ပြီအဲ့ဒီအတွင်းနဲ့မီးတောက်နေတဲ့နှာခေါင်းကြီးမောင်းတင်ပြီးရှည်တန်းအထော့စစ်မျက်နှာပြင်အောင်မရောက်ပါဘူးလမ်းတစ်ဝက်မှာနေနှကပြုတ်ထွက်သွားပြီမိသိန်းအေးတို့လမ်းတကြားအော်လန်းကြည့်လိုက်တော့ဟုတ်တယ်ခုနလာရောင်နဲ့ဝင်းနေတဲ့သူ့ရဲ့ဘယ်ဘက်နှကတစ်ဖက်မရှိတော့ဘူးဟာဒုက္ခပဲဘယ်ပြုတ်ကြသွားလဲမသိဘူးဒါအောင်မိသိန်းအေးကဒီနားမှာပဲဖြစ်မယ်လိုက်ရှာကြည့်ရအောင်ဆိုတော့ကျွန်တော်လည်းယာဝီသားအခွင့်အရေးကိုလက်မလွတ်ချင်တာကြောင့်ဒီနားပဲကြာတာပဲခဏနေမှရှာအောင်နော်မိသိန်းကြီးကကျွန်တော်လက်ထက်ကမန်းကတန်းယုံထွက်ပြီးမရှာလို့မဖြစ်ဘူးဒါအမေငကက်ကြီးဒါစိတ်ငကက်နောက်ပြီးငကက်ဘာလို့ပျောက်တာလဲဆိုကြော်ပွဲပေးနေရအောင်မယ်သူ့စကားကြောင့်ကျွန်တော်ခေါင်းတစ်ပန်းကြီးသွားတယ်ဒါလည်းကြော်ပွဲနေပဲတဲ့ဒါကြောင့်ဖွလို့ဆိုသူ့ကိုလွတ်ချပြီးဘေးနားလေငကက်ကိုအသိနဲ့လိုက်ရှာမိတော့တယ်မိသိန်းကြီးကလည်းကျွန်တော်နဲ့ကူရှာရင်အမှဒုက္ခပဲအမေငကက်ယူပန်လာတာပျောက်သွားရင်တော့အမေသတ်လိုက်မယ်နောက်ပြီးဘယ်မှာဘာဖြစ်လို့ပျောက်တာလဲမင်းဒီအိမ်မှာကြော်ပွဲပေးရတော့မယ်သူစကားကြားတာနဲ့ကျွန်တော်ခေါင်းကြီးပါကြည်တယ်ဝါတယ်ဒါလည်းကြော်ပွဲနေပဲသူပြောသလိုဆိုတခုခုနဲ့ကြော်ပွဲပေးလို့ရလို့ကတော့မိခိုကြွက်လျှောက်ကြော်ပွဲကိုပေးလို့ဆုံးမမဟုတ်တော့ဘူးအခုလေးပွဲရှိနေပြီအသေးရှာပါတဏီယာရှိမှာပါအေးလေရှာနေတာပဲတွေ့မှမတွေ့သေးတာဒီလူနဲ့မောင်ဆန်းမှာနှစ်ယောက်လုံးချွေးတလုံးနဲ့အိမ်နဲ့ရှာတယ်ဘယ်မှမတွေ့ဘူးမတွေ့လို့ကလည်းမဖြစ်ဘူးဒီနေ့ကမှမတွေ့ဘူးဆိုဘာမှမပါရပါရဲ့နဲ့ကြော်ပွဲပေးရပြီကြော်ပွဲပေးပြီးရင်ဘာမှမပြင်စင်နဲ့ယူရပြီဆိုသေးပြီမသိရင်တော့လေးလောက်တော့ဖြတ်ပြီအမှုကအကြီးကြီးနော်ဒါကြောင့်ပြူပြတဲ့နဲ့အသေးအတန်ရှာနေရတာဒီလူနဲ့ရှာရင်အတော်ကြတော့မိသိန်းကြီးကဟောဒီမှာဘာလဲတွေ့လားငကက်ကိုတွေ့ပြီလားကျွန်တော်ရဲ့အလောတကြီးမေဒါမှမိသိန်းကြီးကငကက်ကိုတွေ့ရမဟုတ်ဘူးငကက်ပြုတ်ကျသွားတဲ့အပေါက်ကိုတွေ့တာသူညုံပြရကြည့်လိုက်တော့ငကက်ကြားနိုင်ကြီးရှိတဲ့အပေါက်တစ်ပေါက်အပေါက်ကနေငုံကြည့်လိုက်တော့ဟာကျွန်တော်မျက်လုံးပြူးသွားတယ်ဝတ်ချန်ကြီးကူဝတ်ချန်တော့မှညစ်အခုငကက်စင်းကောက်ကြမယ်ဟာဘယ်ဝတ်ချန်ညစ်ရမှာလဲအောက်မှာဝတ်ချန်ကြီးလို့ပြောတာဟုတ်တယ်အောက်မှာမြင်နေရတာကဝတ်အကောင်20ကျော်ရှိတဲ့ဝတ်ချန်ကြီးအိုးဒါများအဲ့ဒီဝတ်ချန်နဲ့ကြမှာပဲလာဝတ်ချန်နဲ့သွားစင်ရှာအောင်ဆိုပြီးကတုတ်ကရက်နဲ့အိမ်ရောက်ဆင်းသွားတယ်ကျွန်တော်လေးငောင်းဆင်းနဲ့သူ့နောက်ကဗတ်တီနဲ့လိုက်ရတယ်မလိုက်လို့လည်းမရတော့ဘူးလေအစနဲ့ကမရှုပ်ခဲ့ရင်တော့ဘာရှုပ်เสียရှိလဲအခုတော့အကိုကသွားရှုပ်ထားတာဆိုတော့မရှုပ်ချင်ပဲရှုပ်ရှက်တွေဖြစ်ကုန်ပြီပေါ့ရှုပ်နေရပဲဝတ်ချန်နဲ့ရောက်တော့ရလို့ရညာအပြင်ကနေလိုက်ဆန်းကြည့်တယ်မတွေ့ဘူးရှုံ့ဘွက်အနေနဲ့ဆိုတော့ကိုလည်းမထီရင်မတူရင်ဖြစ်နေတာပေါ့ခုနအိမ်ဘောကအပေါက်ကိုမော့ကြည့်လိုက်တော့အပေါက်ကဝတ်ချန်အလယ်လောက်မှာမိသိန်းကြီးကအပေါက်ကိုမော့ကြည့်လိုက်ဝတ်ချန်အလယ်ကိုပြန်ငုံကြည့်လိုက်လုံနေတယ်နောက်မှဟောလာဝတ်ချန်လေးမှာပဲတီးကြပြီဝင်ရှာကြရအောင်တဲ့ဟေးဒါချင်းတော့မရနိုင်ဘူးမိသိန်းအေးဝတ်ချန်နဲ့ခုံဝင်သွားတယ်သူဝင်သွားတာနဲ့ဝက်တွေကကဘာပြတ်တော့မယ်အတိုင်းထအော်ကြတာသွားပြီတီရွာလုံးကြားလောက်ပြီဒီချိန်ကျမှဝက်တွေကိုလည်းပါဇက်လိုက်ပိတ်လို့မရတိတ်နေပါလို့လည်းနားချလို့မရနဲ့ကြီးတက်လာတဲ့ကိုကောင်းကကိုနှရွက်တွေကိုသာအတကုံပိတ်အန်ကျိတ်ထားမိတယ်ပြဿနာကကြီးလာပြီအဲ့ဒီအချိန်မှာပဲကုမုံတို့ဝက်အော်တန်ကြားတယ်ဟေးဘာဖြစ်လို့လဲမသိဘူးငါသွားကြည့်အောင်မယ်တဲ့ဘေးအိမ်ကအော်တန်ကြည့်လိုက်တော့အဖိုးကြီးဥထောပိုင်ဒုတ်တချောင်းနဲ့ဖြတ်ခနဲ့ဆင်းလာတယ်သေပြီမိပြီကြော်ပွဲတပွဲတော့သေကြပြီဘာလို့မှမသိတော့ထွက်ပြေးရင်လည်းမိတာကြောင့်မဟုတ်ဘူးကိုယ်လည်းဒီရွာဘယ်သူမှမသိတော့တခိုးဆိုပြီးဝိုင်းရဲရင်လည်းခံရပြီထွက်ဖယ်ပြေးပြီးပြင်းမရိုက်ခံရမလားထိုင်းနေပြီးတော့အေးစစ်အငိမ့်စရာနဲ့ရိုက်ခံရမလားမတွေးတဲ့ခင်မပဲကူဒီထဲလားမြင်လားမိသိန်းအေးရခေါ်နန်းကြည့်လိုက်တော့ဝက်ချန်ထဲမှာပဲဝက်တွေနဲ့အတူတူဝတ်နေတယ်ကျွန်တော်လည်းဘာမှစဉ်းစားမနေတော့ပဲဝက်ချန်နဲ့ပြေးဝင်ပြီးသူ့နားကပ်ပြီးဝတ်နေလိုက်တယ်ဘွက်တွေလည်းဂယူးမဆိုင်နိုင်တော့ဘူးအဓိကမမိဖို့ပဲအရေးကြီးနေတာပြီးရင်ကဥထိုးပိုင်ရဲ့ခြေလမ်းများကလည်းဥဒီချက်မပြောင်းလဲပဲနဲ့ကျွန်တော်ရှိရဝက်ချန်စီကိုကူမိသိန်းအေးရတူဖွားဖွားခေါ်နန်းကျွန်တော်ကဘာလဲလို့တူဖွားဖွားပြန်မိလိုက်တယ်နှခက်ပြန်တွေ့ပြီဟုတ်လားဘယ်မှာပြန်တွေ့ရလဲကျွန်တော်ရင်ဝမ်းသာအားရမေးဟုတ်တယ်လေဒါဝမ်းသာစရာကြီးတပွဲတော့တတ်တာသွားပြီဒါဦးမိသိန်းကြီးကတူဟိုဘိုးကြားသွားမယ်
ငါကအင်ကြီးကော်လန်ကြမှာညစ်နေတာအိုးအရေးတဲ့ဥမြူးနေသည်ငါကအောက်ထီမကြပဲအင်ကြီးကော်လန်မှာပဲညက်ကြံခဲ့ပုံရတယ်သူ့အဖြစ်ကြောင့်ကျွန်တော်လည်းတင်းသွားပြီအဲ့ဒါကြောင့်ပြောတာအိမ်ပေါ်မှာကျွန်တော်စကားမဆုံးမီမိသိန်းကြီးကအတန်မထွက်ဖို့တားတယ်ဟုတ်တယ်အတန်ထွက်လို့မဖြစ်ဘူးဦးထောပိုင်ကခြံဝါရောက်နေပြီဟိုးဘာမှမတွေ့ပါလားကွမွေပါကင်းမများဝင်လို့တော့မသိဘူးဆိုပြီးပတ်ရှာတယ်ညကလည်းမှောင်းကျွန်တော်တို့ကလည်းဝက်တီနဲ့ရောနေလို့ရုပ်ရည်မမြင်ဘူးထင်တယ်ကိုဒီမှာလေဘွက်တီလူးနေတော့ဝက်ဖဲထင်မှာပေါ့အဖိုးကြီးခင်ဗျာဆက်စုချက်ကတော့ဘာမှမမြင်တာတော့မှဒုတ်ရှိရှိတစ်ချောင်းယူပြီးဝက်တီကိုလိုက်ထိုးကြည့်နေတယ်သူထိုးလိုက်တဲ့ဝက်တိုင်းတကြီးကြီးအော်ပြီးပြေးကြတယ်သူလည်းစိတ်ရှိလက်ရှိနဲ့ဝက်တစ်ကောင်ချင်းကိုတုံးနဲ့လိုက်ထိုးနေတာတွေ့တော့ကျွန်တော်နှစ်ဖူးကဇောကျွေးတွေစိတ်ထွက်လာတယ်သွားပြီငါ့ကိုတုံးနဲ့လာထိုးရင်ဘယ်လိုလုပ်ရပါလို့စဉ်းစားမိပြီးထပြေးခြင်းစိတ်တွေပေါက်နေတယ်ထပြေးရင်လည်းလူမိပြီစဉ်းစားနေတော့မှပဲဦးထိုးပိုင်ကမိသိန်းကြီးကိုတုံးနဲ့ထိုးတယ်မိသိန်းကြီးကဥဆိုပြီးဝက်လိုအော်ပြီးနေရာရွှေ့သွားတယ်သွားပြီသေပြီဒါပြီးငါလည်းပဲငါ့ကိုတုံးနဲ့လာထိုးရင်ဘယ်လိုလုပ်ရပါကိုကလည်းဝက်လိုအော်တတ်တာမဟုတ်မိသိန်းကြီးကတော့ဟိုလူကြီးကဝက်ထင်ပြီးဝက်စင်းရင်သွန်းလိုက်ပြီမိသိန်းကြီးကလည်းကျွန်တော်နဲ့မပေါင်းတော့ပဲဟိုဘက်ကဝက်တွေနဲ့သွားပေါင်းနေလိုက်ပြီပျော်ပါနေပြီငါ့ဟူရောစဉ်းစားနဲ့ဇိုးကျွေးတွေစိတ်ထွက်လာတယ်ကံကောင်းထောင်းမှသာပဲသူ့တို့ကကျွန်တော်ကိုကြော်ပြီးတော့ကျွန်တော်ဘေးကအကောင်တုံးနဲ့သွားထိုးတယ်ဘေးကဝက်ကအတန်ကုန်ဟစ်ပြီးမိသိန်းကြီးတို့ပဲပြေးသွားတယ်ကျွန်တော်နဲ့အတူ၄-၅ကောင်ပဲလုံးကြံခဲ့တော့တာငါ့ကိုတော့ထိုးလို့မထင်နဲ့နဲ့စဉ်းစားနေတော့မှာပဲချက်ကောင်းမထိုးနဲ့ထိုးတော့လဲချက်ကောင်းမှစောင့်ထိုးရလားနောက်နေတော့ကြွနေတော့မှာပဲထင်တယ်ရုပ်ရဲမို့စိတ်ထဲမှာခွေးလူအော်ရမလားကြောင်လူပဲညှောင်လိုက်ရမလားစဉ်းစားမတန်ဖြစ်နေတယ်ဖြစ်ရှင်တော့ကိုကလည်းဝက်လို့တခါမှမအော်ဘူးဘလို့အတန်ထွက်မှမသိဘူးဒုက္ခစက္ကနဲ့ချက်ကောင်းကိုထတ်တို့တယ်ကျွန်တော်လည်းအတန်မထွက်ရင်ဟိုးဒီကောင်ဒီမကောင်းလို့လားမသိဘူးအတန်မထွက်ဖို့ငြိမ်နေတယ်ဝင်ကြည့်လိုက်ရင်ကောင်းမလားဟိုက်သူစကားလည်းကြားရောကျွန်တော်ခေါင်းတစ်ပန်းကြည့်သွားတယ်မျက်ရည်တွေလည်းဝိုင်းသွားတယ်ဝင်ကြည့်ရင်မိပြီလေမိသိန်းကြီးကိုလှည့်ကြည့်တော့ဝက်ဒီနဲ့ပျော်သွားပြီလှည့်ပဲသွားနေပြီကျွန်တော်ကတော့ဘီးမဆိုင်တော့တီးကြောင်ခပြင်းပြင်းလေးထထိုးကြည့်မှာပဲတဲ့ကြည်စမ်းကိုခန်းစစ်နေထားခန်းစစ်ကမှပင်နေဒီမှရက်လျက်ဖမ်းခံမှာမဟုတ်ဘူးလေးဘက်တော့ကြီးလေးဘက်တော့ကမျက်နှာချင်းဆိုင်တော့မဟုတ်ဘူးကြောပြီးရကြီးဘာမှလုပ်လို့လည်းမရပြန်ပြောလို့မရလေးဘက်ထောက်လို့ဟိုလူကြီးညောင်းလို့မရခံရတော့မီထိမြန်ပြီကြံကောင်းမှုပဲဒီချီတော့လက်စကဒစိပြင်းလွန်းလာသည်ထိုးနေပြန်ပြီဘယ်ရနေဘလို့အတန်ထွက်သွားမှမသိပါဘူးဗျာဝတ်တမ်းမတကယ်တငယ်နာတဲ့အဲ့ဒီတော့မှဟိုလူကြီးကသဘောကျသွားပြီဟေးအတန်ကတော့စွာနေရပဲဒါဆိုနေကောင်းလို့ဖြစ်မှာပါဆိုပြီးနောက်2ကောင်3ကောင်လောက်တုံးနဲ့ထိုးတာဘာမှလည်းမရှိဘူးပြန်ရင်ကောင်းမယ်လေဆိုပြီးလှည့်ထွက်သွားတယ်အဲ့ဒီတော့မှကျွန်တော်လည်းတပ်ပြင်းချနိုင်တော့တယ်တပ်ပြင်းချလို့မှမဆုံးသေးဟိုးဝက်ကခါတိုင်းအကောင်20တဲပါငါခုနကတို့ပြီးရေးလိုက်တာဘာလို့22ကောင်ဖြစ်နေပါလေထက်ဝဲလိုက်လို့လားဒါလည်းမကြားမိပါဘူးနေဝလုံးနဲ့ထပ်ထုတ်ပြီးရေးကြည့်လိုက်ဦးမနဲ့တူတယ်တဲ့ဒီဘိုးရတော့ရစ်ပြီကတော့ပဲမြန်ဝဲပြီးတောင်းပန်လိုက်တာတတ်တာမယ်နဲ့တူတယ်အိုးလုံးဝမလိုတာပဲဟုတ်ပါပူနေတာပဲမနေ့မှမေးကြည့်ပါတော့မလေဟုပြောပြီးထွက်သွားတယ်ဒီလူကြီးပြောက်ွယ်သွားမှကျွန်တော်လည်းစိတ်ချလက်ချထထွက်မလို့အလုပ်ကိုမထားနဲ့ဟွန်းဟိုကြီးလာထိုးပြန်ပြီလားသိပြီကြီးသိပြီဇော်ကျွေးမြန်နဲ့ကျွန်တော်ညီးသွားတယ်မဟုတ်ဘူးဘာဖြစ်လို့လဲဒီတိုင်းထသွားရင်ဝက်တွေပြန်ထအော်ကုန်မှာပေါ့အဲ့ဒီတော့ဒီတိုင်းလေးဘက်ထောက်ပြီးထွက်မတတ်နိုင်ဘူးသူပြောတဲ့အတိုင်းလေးဘက်ထောက်ပြီးပဲထွက်လိုက်ရတယ်သူပြောတာလည်းဟုတ်တယ်ကိုကမတက်ထရက်လိုက်ရင်ဝက်တွေကတခါထအော်ကြမှာကိုချန်ပီယံရောက်တော့သူရောကျွန်တော်ပါဘွက်တွေနဲ့ဝက်ချီးတွေဝက်စာတွေနဲ့ပေတလူနေပြီတယောက်ကိုတယောက်ကြည့်ပြီးဘာမှဘာချင်းစိတ်မရှိတော့ဘူးကဲကိုအိမ်ပြန်တော့ကျမလည်းအိမ်ပြန်ရီချိုးပြီးစွန့်ဟင်းချက်တဲ့စီသွားလိုက်အောင်ပဲဆိုပြီးကျွန်တော်ဘာမှပြန်မပြောနိုင်ခင်မှာပဲမိသိန်းအေးသူ့အိမ်ပဲပြေးထွက်သွားတော့တယ်လာရောင်ဖူးဖူးမှပြေးသွားတဲ့မိသိန်းအေးရဲ့သပင်ကလေးကလေထဲမှာဝဲခါလို့ရွာကလေးကလည်းတိတ်ဆိတ်6သွေးနေပြီလှုပ်ရှားနေတာဆိုလို့လာရောင်အောင်မှမိသိန်းအေးတယောက်တည်းရက်ကြည့်နေတာကလည်းကျွန်တော်တယောက်တည်းမိသိန်းအေးရဲ့လာရောင်အောင်ကမှုန်နီးမုံဝါအလှကိုငေးကြည့်ရင်ကျွန်တော်ရဲ့ဝက်မီးကိုမတိတိလိုပြန်ကြည့်မိတယ်ခုနကပြဿနာကြီးရှာမဲဝက်မီးကအခုတော့လဲရွှွန့်တော့ကုတ်ကွာလို့သူမဟုတ်တလို့နောက်မှခေါင်းကိုက်ဆိုင်ချပြီးကို့အိမ်ဘက်ချေဦးလေစဉ်းစားရင်နဲ့ပူသိန်းနာလာသလိုခုမှတော့အိမ်ကျက်နဲ့လူပြိုကြီးဖြစ်မဟဲဆိုပြီးသွားတာဘယ်အိမ်ဝက်တွေနဲ့အဖြူကြီးမပြတ်တာပဲကံကောင်းအဖေနေလို့ညာကြီးမှာဗျာချစ်သူနဲ့ချင်းတွေ့ပြီးယောက်ျားတစ်ယောက်တည်းဘယ်တော့မှအန်ရယ်ရှိတယ်လို့မယူဆနိုင်ကောင်းတဲ့နေရာကိုဝလုံးနဲ့ရန်ရှာခံလိုက်ရပြီချီဒူဆွဲလို့ကိုမိကိုကုတ်တလုံးလုံးနဲ့ပြန်လာရတဲ့ကောင်
ဒီကောင်ဘသူလေးသိလားအဲ့ဒီကောင်ကျွန်တော်ပို့မိသိန်းကြီးတို့ရွာထိပ်မှာလှေစိတ်ရှိတယ်အဲ့ဒီလှေစိတ်မှာပဲတပေါင်းလာဆိုသဲပုံစီဒီပွဲလုပ်ကြတယ်သဲပုံစီဒီပွဲကသူတို့အင်မတန်တန်မိုးထားတဲ့ပွဲတစ်ပွဲပါရွာရှိလူကုန်မြေကန်တစ်ပိဆင်းပြီးသဲနဲ့ဇီဒီတဲကြတယ်သူတို့လုပ်တဲ့ဇီဒီကလည်းသဲရဲ့ဝါရဲ့ပဲပါတယ်ဝါနဲ့အရင်ညမ်းဆင်ပြီးတော့သဲတွေကိုဇီဒီပုံစုပုံရတယ်ထီတို့လည်းဝါရီနီနဲ့ပဲရက်ယူကြတယ်ဇီဒီတဲနေချင်းဆိုတရွာလုံးရှိလူတွေကအိုးစီပုံပေါင်းနေနဲ့ကကြခုံကြတော့တာပဲဥဆောင်ကသူကတော့မိသိန်းကြီးတို့ဖွဲ့ပေါ့အဲ့ဒီပွဲမှာသူတို့ကတဲ့အကမွန်နေကရတဲ့မွန်ကာမျိုးမဟုတ်ဘူးမွန်ကညင်ညင်ညောင်ကရတာလေကရင်တုံးကလို့အညာဘက်ကကရတဲ့ဥရွှေရိုးဒေါ်မိုးတို့လိုအကမျိုးပဲမြင်မြင်ဆိုင်ဆိုင်နဲ့ပြပြလောလောကကြတာမိသိန်းကြီးတို့ဆိုတာကဇေဒီစတဲချင်းကစပြီးကနေလိုက်တာချွေးတွေကိုနစ်လို့ဒါပေမဲ့မရက်ဘူးစက်ကနေတော့မယ်သူကကျွန်တော်ကိုအတူကဖို့ခေါ်တယ်ကျွန်တော်ကမကတဲ့ကြောင်းမကချင်းကြောင်းပြောပြီးတော့ဒီတိုင်းရက်ကြည့်နေလိုက်တယ်အတော်ကလေးကြာမှကျွန်တော်ကမိသိန်းကြီးကိုခေါ်ပြီးဒီညမိသိန်းနဲ့တွေ့ဆုံပြီးစကားပြောချင်းကြောင်းပြောလိုက်တယ်မိသိန်းကြီးကခဏစဉ်းစားပြီးည7 နာရီလောက်ကြာရင်သဲပုံစေးတွေကိုမီးလာပြီးပူဆောင်မယ်အဲ့ဒီကပြန်တွေ့ကြတာပေါ့တဲ့ကျွန်တော်တို့ပြောတော့တယ်ပြောရချင်းအကြောင်းရင်းကလှုပ်ဝက်ချက်ရှိတယ်ကျွန်တော်အင်ဂျင်နီယာကကျွန်တော်စီလိုက်ရပြီမင်းကွာမြို့သားလည်းဖြစ်တပည့်လည်းဖြစ်မနေပါလေနဲ့အခုချိန်ကြီးမိသိန်းကြီးကိုလက်ကလေးတောင်ဖြစ်မြည်အောင်မကင်မှုဘူးဆိုတော့ကွာဒါလောက်လက်နေနေမင်းငါစီမှာအလုပ်လာမလုပ်နေနဲ့တော့ဆိုပြီးပြောသွားတာအောင်မေးကျွန်တော်ကသူကပြောတာသူကဘာထူးတာမှတ်လို့သူ့လုပ်ကနေခဏခွင့်ယူပြီးရွာပြန်သွားတယ်ခွင့်ရစိလို့အလုပ်ကိုပြန်တော့ကောင်မလေးတယောက်နဲ့တွေ့တယ်အဲ့ဒီကောင်မလေးကသူနဲ့လည်းရင်းနေတာမဟုတ်ဘူးညမန်တမ်းမိုံရှိတာအဲ့ဒါကိုကောင်မလေးကဟေ့နင်ဘယ်သွားမလို့လဲဆိုတော့ तू ကငါအောက်ပြည်ဘက်ခဏသွားမလို့တဲ့သူစကားကိုကောင်မလေးကဒါဆိုငါလည်းလိုက်မယ်ဆိုပြီးလိုက်ရကညားကြတာကျွန်တော်နေပြောတော့ तू ကမိမမကြမ်းမဲ့ကြည်သူလိုဘာလို့နဲ့အေးလေ तू ကမိမနဲ့ကနနဲ့ဆိုတော့ထားပါတော့အဲ့ဒီညကရေးစေးတင်တာဘယ်ကြည့်ကောင်းမလဲယောက်ျားသားများမိမကိစ္စနဲ့ဆိုထုံးစံတိုင်းတိတ်ကြောက်တတ်တာကျွန်တော်တို့လိုအတွေ့အကြုံမရှိသူတွေဆိုပို့ဆိုးသည်ဒါကြောင့်ရွာကတပည့်ကျော်ပေါက်ကျန်းဆိုတဲ့ကောင်ကိုအရက်ဝဲခိုင်းပြီးတော့စိန်ပြေနေပြေကိုချတော့တာသိတယ်မို့လားရေးစေးလေဒီလိုနဲ့ချိန်ထားတဲ့အချိန်ရောက်လာတဲ့ဆိုပါတော့လူကလည်းမူးတာမှတောင်ညာကိုစိုက်နေပြီလက်ကလည်းနည်းနည်းလွန်းဟင်းလေပါဇက်ကနည်းနည်းလွန်သွားတယ်ထင်တယ်ကိုကလည်းဥရိုင်းလေးဆိုတော့လမ်းလျှောက်ရတာတော့ချိန်လန်းကမမှန်ကျင်တော့ဘူးဒါပေမဲ့သိတယ်မဟုတ်လားမိသိန်းအင်းနဲ့တွေ့ရင်ဘယ်နဲ့ခြေကလေးကွတ်မယ်ဘယ်နဲ့တိုက်မယ်ပေါ့အကွက်တွေပါပြင်သွားတာဒီဘွက်တိုင်း1လေစိတ်ကြီး2ခြေကလေးကြီး3သူ့တကူလုံး4မသိတာမေးပေါ့ဗျာဒါပါပဲတခြားလည်းမဟုတ်ပါဘူးနေကပိုင်းတဲထားတဲ့သဲပုံစီဒီကလေးမှာမိအောင်နေလက်နေရွာသူရွာသားအလုံးကညဘက်ကျတော့ဖျောင်းနိုင်အမွှေးတိုင်းကိုစီယူလာပြီးတော့ဖျားပတ်လေထွန်းကြီးပူဇော်ကြတာကိုဒါကြောင့်မြေကန်းတစ်ချောင်းမိအောင်တွေကကပေါက်တိနဲ့ဖွေးနေတယ်မိသိန်းကြီးကကျွန်တော်ရင်ရောက်နေပြီလေယောဂီအောင်တစ်ပတ်ကလေးပခုံးပေါ်တင်ပြီးဖျားမိပူဇော်နေတာကျွန်တော်ကလည်းမြင်ရောထထွက်လာပြီးနှုတ်ဆက်သလိုဘာလို့လဲမိချမ်းလန်တို့အိမ်သိလားသိတယ်လေအဲ့ဒီအိမ်နောက်ဖက်ကောက်ရိုးပုံဘေးက3 နှစ်အုံးမီအောက်ကစောင့်နေခဏနေလစ်တာနဲ့ထွက်ခင်မဲတဲ့သူစကားလဲစုံတာနဲ့ကျွန်တော်လဲရောင်ပေးလုံမနေတော့ပဲသူညွန်ပြရမိချမ်းလန်တို့ခြံနောက်ဘက်ကဖျဲဝင်ပြီးတော့သူစောင့်နေပါလို့ပြောတဲ့3 နှစ်အုံးမီအောက်ကရင်ပြီးစောင့်နေလိုက်တယ်3 နှစ်အုံးမင်ဆိုတာလဲအံ့ဩစရာပါဗျာအပင်ထိတ်ကမှကျွန်တော်တို့ပခုံးတန်တာလောက်ပဲရှိတာတီးလိုက်တဲ့အသီးကခွေးမကြီးနိုးကခွေးကလေးတွေဝိုင်းဆူနေတယ်လို့ပဲအုံကြနေတာပဲပြုတ်ခဲနေတာကျွန်တော်ငေးကြည့်နေတော့ရှိသေးတယ်မိသိန်းကြီးကအပြေးတစ်ပိုင်းနေရောက်လာတယ်အချင်းကြာကြီးမရလို့ကမိုင်းကရန်ထွက်လာတာပြောစရာရှိတယ်ဆိုပြောလေတဲ့ကျွန်တော်ကဟိုဘက်ကလာအာယုံရောက်နေတော့ပြောမယ်စကားတွေကိုစီမလာမိဘူးမိသိန်းကြီးကအုံးမြင်ကိုမိပြီးကျွန်တော်ကိုကြည့်နေကျွန်တော်ကလည်းသူ့နာတိုးပြီးမိသိန်းကျွန်တော်ခေါ်တယ်ကြတော့သူမျက်လုံးပြူးသွားတယ်နှုတ်အန်ဟိုတကြီးနဲ့ဟင်အရက်တွေတောက်လာတယ်ပါလေးပါကျွန်တော်အဖြေစကားကြတော့မိသိန်းကြီးလန့်သွားတယ်ဟင်အရက်တောက်လိုက်မှားမယ်နော်ကျမသွားတော့မယ်တဲ့သူဘာပြောကျွန်တော်ဂီးမဆိုင်ဖဲသူ့ရှေ့ထပ်တိုးလိုက်တယ်သူကတော့ကရုံကရင်နဲ့သူ့ကိုသူဟိုဟာကွဲဒီဟာကွဲလို့ရင်ကိုမှားမယ်နော်မှားကြတော့မယ်နော်ဆိုပြီးကြောက်နေကြပတွတ်နဲ့ပြောနေတယ်ကျွန်တော်မှလည်းအဲ့ဒီစကားပဲထန်လဲကြားနေရတော့ကျွန်တော်အားပေးပြောသလိုကိုထင်လာတာစဉ်းစားကြည့်လေမှားတော့မယ်နော်မှားကြတော့မယ်နော်မှားကြတော့မယ်နော်ဆိုတော့မှားကျင်လို့ပြောတယ်လို့ကိုထင်လာရတယ်ဒါကြောင့်ကိုအဲ့ဒီလူမလုံးနဲ့နော်မှားမယ်နော်မှားကြမယ်နော်ဘာမှကိုမလုပ်ရသေးဘူးလက်ကလေးတော့မကန်ရသေးဘူးသူကထအော်တယ်ပြီးတော့ဖက်ခနဲ့ကျွန်တော်ကိုရှောင်ပြေးဖို့လုပ်တယ်ကျွန်တော်ကလည်းသိတယ်မဟုတ်လားအဲ့ဒီကိစ္စဆိုမြင်တယ်ဖြတ်ခနဲ့သူ့လက်ကလေးကိုလှမ်းဆွဲပြီးကိုအဲ့လူမလုပ်ဘာလို့ရှောက်ကိုင်းဟေးလွတ်လေကိုအဲ့ဒီလူမလုံးနဲ့သူ့ရဲ့ကျေလောင်နဲ့အော်တယ်ကျွန်တော်ဂီးမဆိုင်တော့ဘူးဟင်မမကြီးဟာဘလို့ပါလေကြည်ဦး
ကိုကလည်းဘလောက်မူးနေတယ်မပြောရဘူးသူအတန်ပြေးကြီးနဲ့ထအော်နေတာကိုဂီးမဆိုင်ဘူးသူအော်တန်ကြတော့မိချမ်းလန်တို့အမေကကြပြားကြရာနဲ့ဆင်းလာတယ်ဟဲ့မိသိန်းဘာဖြစ်တာလဲစူပြီးထိထိပြပြနဲ့မေးတယ်ကျွန်တော်တို့နှစ်ယောက်ကလည်းအုံးမီကြီးကိုကွယ်နေတော့သူမမြင်ရဘူးပေါ့ဒါဟုမိသိန်းကြီးကသူ့အတန်ပြေးကြီးနဲ့ဘာမှဖြစ်ဘူးအကြီးဟိုကိုဘလို့အေးလေလွတ်ကိုကလည်းမူးနေတာဆိုတော့အလုံးကိုစုံနေတာအဲ့ဒါဟိုပြောတာဖြစ်မယ်အလုံးစုံကောင်းမွန်နေဆိုတာအာလွတ်ပါဆိုမလို့လားသူအော်တန်ကြတော့မိချမ်းလန်တို့အမေကလည်းဟဲ့သိန်းဘာဖြစ်နေတာလဲငါလာခဲ့ရမလားမလာနဲ့ကြီးမလာနဲ့မကြဲဘူးဆိုတာမလှဘူးလို့မုံလို့ပြောတာတဘောကတော့မြင်ဝင်မလာဘူးပေါ့ကျွန်တော်ကလည်းမရဘူးအတင်းစွဲထားတာမိသိန်းငါလာပြီနော်မလာနဲ့ကြီးမကြဲဘူးဆိုမရောက်လာပြီဟိုကလည်းအတင်းလားကျွန်တော်ကလည်းမိသိန်းကြီးကိုအတင်းစွဲနေနောက်ဆုံးမိသိန်းကြီးတီးမခံနိုင်တော့ဘူးထင်တယ်သူ့လွတ်နေတဲ့လက်တစ်ဖက်နဲ့ကျွန်တော်အတင်းညှစ်နေတဲ့အုံသီးတစ်လုံးကိုဖြုတ်ပြီးတော့အေးဟာဆိုပြီးကျွန်တော်ခေါင်းကိုခွက်ခနဲ့ထုချလိုက်တယ်ခေါင်းနဲ့ဂျယ်ရီလာတွေကိုစုံသွားတော့တာပဲဗျာပြီးတော့ဘာမှသတိမရတော့ဘူးမိသိန်းကြီးရဲ့ဒီမှာလာကြဦးကိုမူးလဲနေလို့ဆိုပြီးခွေလေးဖြစ်နေတဲ့ကျွန်တော်ဘေးနားမှာရောင်တောင်ပေါင်တောင်နဲ့ရက်နေတယ်ပြီးမှကြောင်စီနဲ့ကင်ထားတဲ့သုံးနှစ်အုံသီးကိုလွှတ်ချလိုက်တယ်ချိန်မိချရင်လွှဲဦးမယ်တကယ်ဗျာဝါသပင်းတောင်ထောင်သွားတယ်အဲ့ဒါကိုအသိနာတာနောက်နေ့မနေ့အလုပ်ထဲမှာတွေ့တော့မိသိန်းကြီးကပြုံးစီနဲ့ဗျဘယ်နဲ့နေသေးလဲဆိုတဲ့အကြည့်မျိုးနဲ့ကြည်သွားတာကို့မှာတော့နှစ်ဖူးကအဖူးကိုလူမမြင်အောင်ထိန်းထားရတာတမျိုးဟိုကိစ္စလူမသိအောင်ဖုံးပြီးမျက်နှာပိုးတတ်ထားရတာတမျိုးတဲ့အနီရောက်ကိုခက်ကြောပဲကျန်တဲ့လူတွေကလည်းကျွန်တော်နဲ့မိသိန်းကြီးရဲ့ညနေကအဖြစ်ကိုမသိတာလားမသိကြအောင်ပဲစောင်းပေးနေကြတာလားတော့မသိဘူးခက်တီပဲဒါပေမဲ့ကိုနာဖြတ်ပြီးပြုံးစီလုံသွားရင်တော့ကိုမလုံးမလဲဘူးဖြစ်နေတာမိသိန်းကြီးကောင်းမှုတာတို့ခေါ်ရမလားပဲမိသိန်းကြီးကလည်းလူတွေကလူပဲမို့လူရန်ဖြစ်တတ်တယ်သူတို့ရွာသားချင်းတော့ရန်ဖြစ်ကြတာရဲ့တော့အတော့ကိုရှားပါတယ်အဖိနှိစွန့်ချက်တဲ့အချိန်မျိုးဆိုရင်တော့အခြေเจ้าနောက်เจ้าပြိုင်ပြီးစကားများတာမျိုးတော့ရှိတာပေါ့ဘသူစွန့်ဘသူဟင်းရပိုးသားတယ်ဆိုပြီးတော့ပေါ့ကျန်တဲ့အချိန်ဒီဆိုတဲ့သလားမမေးနဲ့ရန်ဖြစ်ဖို့နေသားစကားကြီးကျယ်များတာတော့မရှိဘူးဒါပေမဲ့သူတို့စကားပုံမှန်များကြတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကကျွန်တော်တို့ site တွေကိုကြောက်သေးလာဖို့တဲ့လူတွေအားလုံးကမိန်းမတွေကြည့်ပါပဲသူတို့ကကြောက်တွေသဲတွေတင်တဲ့အချိန်ကျရင်လှေနဲ့လာကြတယ်ဒီကိုရောက်ရင်ကမ်းနားကိုကြောက်တွေသဲတွေပုံကြတယ်လက်ခံနေသူတွေကကြောက်ပုံးတွေနဲ့သဲပုံးတွေကိုချင်ပြီးတော့လက်ခံရတယ်ကြောက်ဗနေချင်းသဲဗနေချင်းဆိုတာကိုပေါ့လှေတစ်စင်းမှာအပြမ်းမြ6ချင်းနဲ့10ချင်းပါတတ်တယ်တချို့လှေကြီးမှာ10ချင်း12ချင်းပေါ့လှေတွေကကျွန်တော်တို့ဘက်ကခေါ်တမန်နေပေါ့လှေဦးစိုက်ပြီးတော့ပဲ့မိုင်းကထောင်းနေတချို့ကလည်းပဲ့တောင်းလို့ခေါ်တယ်အဲ့ဒီလှေတွေပေါ်မှာကြောက်သဲတွေနဲ့အတူအတင်ချလုပ်ပြီးတဲ့လူတွေပါလာတယ်လှေတီးမှာဆိုရင်ပုံမှန်3-4ယောက်ပါတယ်တချို့က6ယောက်အဲ့ဒီလိုသူတို့မြစ်ထဲမှာကြောက်စုပ်သဲစုပ်ကစပြီးတော့ဒီမှာပြန်လာချတဲ့အထဲမှာလှေပေါ်မှာပဲနေကြတယ်လူတွေကပုတူတူကြားရတယ်အဲ့ဒီအဖွဲနဲ့မိသိန်းကြီးတို့အဖွဲအမြဲရန်ဖြစ်ကြတယ်ကြောက်လီသဲတွေချရင်အလုံးနဲ့နီးတဲ့နေရာချပြီးပေါ့ဟိုကလည်းမဟုတ်ဘူးကြောက်လီသဲတွေကိုကမ်းနားမှာတပုံပုံနေတာမိသိန်းကြီးတို့ပြန်သေးပြီးရတာပေါ့ဒါဟုမိသိန်းကြီးတို့ကတရားနာထီပုံကိုင်းနေတရားနဲ့ဝေးတဲ့နေရာမှာပုံရတယ်အဲ့ဒီကစပြီးစကားများကြတာပဲနှစ်ဖက်လုံးကလည်းအရှော်မပေးဘူးသူတို့ရန်ဖြစ်တာလည်းရည်ရတယ်ဟိုကပြောတယ်သူတို့ကလည်းပြောတယ်တယောက်စကားလည်းတယောက်နားမလည်ကြအောင်ရိတ်ဖန်းတန်ဖန်းတော့သိတာပေါ့ကျွန်တော်သီးမခံနိုင်တော့ဘူးထင်တယ်တက်သမျှမှတ်သမျှချကြပါလေရောမိသိန်းကြီးတို့အိမ်မှာအပြူပေါက်လို့ခေါ်တဲ့ကျွန်တော်တို့ခေါ်နှိုက်ပေါက်ရှိတယ်ဗျမိသိန်းကြီးတို့အိမ်မှာတွေမကပါဘူးဒီရွာမှာရှိတဲ့အပြူအိမ်တိုင်းရဲ့အပြူကန်းတွေမှာအဲ့ဒီအပေါက်ရှိကြတယ်အဲ့ဒီအပေါက်ကိုမိဘတွေကိုယ်တိုင်ကဖောက်ပြီးတာအပေါက်ကကျမ်းပြင်မှာအရှည်6လက်မှဗျက်က4လက်မှလောက်ရှိတယ်ခင်းထားတဲ့ကျမ်းပေါ်မှာလည်းမူတည်တာပေါ့ကျမ်းနေရများသောအားဖြင့်6လက်မှနဲ့ခင်းကြတာကို6လက်မှအပြင်ကိုရှာရိုးနေဆိုတော့4လက်မှလောက်ကျန်းတယ်လူတယောက်ရဲ့လက်တဝင်းစားပေါ့အဲ့ဒီအပေါက်ကခေါင်းရင်းပိုင်းမှာလည်းမဟုတ်ဘူးအိတ်နေတဲ့လူရဲ့ပခုံးလောက်မှာရှိတယ်နောက်သူ့အိတ်ရရဲ့ဘေးဘက်ကက်လက်မှာနေရှိတာအိတ်တဲ့လူပေါ်မူတည်လို့အပေါက်ကအပြောင်းလဲရှိနေတယ်ဥပမာအိတ်တဲ့လူကတောင်ဘက်မှာရှိရင်အပေါက်ကတောင်ဘက်ရွံ့မှာရှိနိုင်တယ်လို့မြောက်ဘက်မှာအိတ်ရင်မြောက်ဘက်စွန်းမှာရှိသွားတယ်အဲ့ဒီအပေါက်ရဲ့ကောင်းမှုကတော့အဲ့ဒီကောင်မလေးကိုကြိုက်တဲ့ဘဲကာလာသားမဆိုအဲ့ဒီအပေါက်ကိုသွားခောက်ခွင့်ရှိတယ်အပေါ်မှာအိတ်နေတဲ့မိန်းကလေးကဘာတူလဲလို့မေးရင်ကိုယ်နာမည်ပြောသူကြည်နေတဲ့လူဆိုအဲ့ဒီအပေါက်ကလေးဖွင့်ပြီးစကားပြောလို့ရတယ်ရုံမြင်တန်ကြပေါ့ဗျာသူမကြိုက်တဲ့လူဆိုအပေါက်ဖွင့်မပေးဘူးအဲ့ဒါကိုမှမကြည်နဲ့လို့ဆက်ခောက်နေမိန်းကလေးတွေကသူတို့မိဘတွေနဲ့လှမ်းတိုင်တတ်တယ်အဲ့ဒါဆိုပြေးပြီလို့ပဲမပြေးနိုင်တော့သူတို့ကောက်ဆိုင်တဲ့စူးဂျွန်ကနေရရွေးရမဟုတ်ဘူးကျွန်တော်ရဲ့မိသိန်းကြီးအိမ်ထဲမှာလည်းအဲ့ဒီအပေါက်ရှိတယ်ပြောစရာရှိတယ်ကျွန်တော်သိတဲ့ကောင်မလေးတွေအားလုံးဂရင်နဲ့မအိတ်ကြအောင်ကျမ်းမြင်မှာပဲတခုခုခင်းပြီးအိတ်ကြတာကလား
ခုနပြောတဲ့အပေါက်ဘေးမှာလေကျွန်တော်ကမိသိန်းကြီးကိုမေးကြည့်တော့ရှိတော့ရှိတယ်ဒါပေမဲ့ညီမမိကျဲချမ်းမလှချက်ကသူ့အခန်းထဲမှာပဲအိတ်တာအဆင်ပြေမှာမဟုတ်ဘူးတဲ့မိကျဲချမ်းကရှင်းနေသမီးလောက်ရှိသေးတာအဲ့ဒါကိုအမေနဲ့မနေပဲမိသိန်းအေးနဲ့ပြောနေတယ်လေအေးလေအမေကအိုးလာပြီကိုဘလို့ပဲဖြစ်ဖြစ်သိအလိုလိုက်နိုင်တော့တာမှမဟုတ်တာဒါကြောင့်အလိုလိုက်နေတဲ့မိသိန်းအေးနဲ့ပြောနေတာပေါ့ထားပါတော့ကျွန်တော်ကလည်းမိသိန်းအေးနဲ့ဝီလူတွေ့ကျင်နေသူဆိုတော့ဘာဖြစ်လဲညီမအိတ်တဲ့အချိန်မှာလာမှာပေါ့ဆိုတာကိုမိသိန်းအေးကမလာနဲ့တဲ့လိုင်းအဆင်ပြေမှာမဟုတ်ဘူးဆိုပြီးလှည့်ထွက်သွားတယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့နေအောင်ပေါ့ကွာအဲ့ဒီအပေါက်ကိုငါမရအောင်ရှာပြီးတော့ပေါ့ကွာညာကကပ်ပလီမီးဖုတ်ထားသလိုမဲချိတ်လို့ကျွန်တော်ကတပည့်ကျော်ပေါက်ကျန်းကိုအရတစ်ပိုင်းနဲ့ပတ်စံ90ပေးပြီးတော့စီးရုံထားတယ်မိသိန်းအေးတို့အိမ်ရောက်ရင်ငါ့ကိုဂုံပို့ပေးဖို့ဂုံမှာမပို့ရင်လည်းဒီပေါက်ကိုမမိနိုင်ဘူးသူတို့အိမ်ကြီးကခြေတန်းရှိအိမ်နေလေဟိုကောင်လည်းပတ်စံလေးရအရက်လေးတောက်ရတော့အဲ့ဒီ project ကိုလက်ခံလိုက်တယ်အချိန်ရတော့နည်းနည်းစိုးသေးတယ်ည8 နာရီလောက်ပဲရှိဦးမယ်ဒါပေမဲ့လာခွေရပိုင်းဆိုတော့ညကမဲလူနေပြီရွာထဲမှာဖြတ်သွားဖြတ်လာလူတွေလည်းရှိသေးတယ်ကျွန်တော်တို့နေရာအဲ့ဒီလူတွေကိုအကာအကွယ်ယူပြီးတော့မိသိန်းအေးတို့အိမ်ရောက်ကိုပြေးကတ်လိုက်တယ်မိသိန်းအေးတို့အိမ်မှာနွားမွေးထားတယ်ဒါပေမဲ့အိမ်နောက်ဘက်မှာနွားတင်းကုန်းနဲ့မွေးထားတာဆိုတော့နိုးပလုံပဲပြဿနာမရှိဘူးဟေးကောင်မိသိန်းအေးအိမ်ခံပဲမလဲကျွန်တော်မီးကိုပေါက်ကျင်းရအဲ့ဒါတော့ကျွန်တော်လည်းဘယ်သိမလဲကိုဘာသာကိုမစုံစမ်းထားဘူးလားကျွန်တော်ခေါင်းကုန်းမိတယ်ဟုတ်တယ်အားလုံးကြိုတင်ပြင်ဆင်ခဲ့ပြီးမှအဲ့ဒီတခုမေ့လာတယ်အဲ့ဒါနဲ့ပဲနေအောင်ကွာအရှိမအိမ်ကန်းဆိုတော့အလေကန်းကအဖိုးကြီးဖွားကြီးအိမ်မှာပဲနောက်ဖေးမီးဖို့ဆောင်တဲ့ကက်လျက်ကမိသိန်းရဲ့ခံဖြစ်နိုင်တယ်နေအောင်အတန်နားထောင်ကြည့်အောင်အိမ်ပေါ်မှာစကားသံတွေကြားနေရတော့အစိုးရရှိသေးတာဆိုတော့ဘယ်သူမှအိပ်ပုံမပုံကျွန်တော်လည်းကိုပြဿနာနဲ့ကိုမို့အိမ်နောက်ဘက်ကိုခတ်တော့သွားလိုက်တယ်သိတယ်မဟုတ်လားပြဿနာကအရှိမှလည်းမရှိဘူးအနောက်ကိုလည်းမရောက်ဘူးဒီကြားထဲကအရှိလေပိုင်းပြဿနာဆိုတော့ဖြေရှင်းရခက်တယ်အိမ်ကြီးရဲ့မီးဘိုကရှားမခတ်ဘူးသူကအိမ်မကြီးနဲ့တဆင်းနေပြီးလုံးကြတာကိုအဓိကရှားခတ်နေကအပေါက်မိသိန်းကြီးရဲ့အိယာပေးကအပေါက်အဲ့ဒီအပေါက်တွေးမှာအလုတ်ကဖြစ်မှာအဲ့ဒါကြောင့်အသေးအံအဲ့ဒီအပေါက်ကိုလိုက်ရှာရတော့တာအပေါက်ကလည်းကြမ်းမြင်ကိုမှဖြတ်ပြီးဖောက်ထားတာဆိုတော့တော်ယုံရှာလို့မရဘူးဒါကြောင့်ကြမ်းတစ်ခင်းလုံးကိုစစ်ရုံလိုက်ပြီးခောက်နေရတော့တာမိသိန်းမိကျဲချမ်းအိပ်ပြုံနေပြီအိရတယ်သွားပို့ပြလိုက်မိသိန်းအေးတို့အမေရဲ့စကားသံဟောမိသိန်းအခန်းထဲဝင်လာပြီကျွန်တော်ကတော့အပေါက်ကိုရှာမတွေ့သေးဘူးမိသိန်းသူ့ညီမချလိုက်တဲ့နေရာကိုမှန်းလိုက်တယ်ဟာဟုတ်ပြီဒီနေရာပဲနေရာမှတ်ပြီးတာနဲ့အဲ့ဒီနေရာကိုကမန်းကတန်းသွားလိုက်တဲ့နောက်မိသိန်းကျွန်တော်လေတံလေးနဲ့ခေါ်လိုက်တယ်မိသိန်းကမိကျဲချမ်းကိုနေရာချလိုက်အိယာပြင်လိုက်တယ်ဆိုတော့ကျွန်တော်ခေါ်တန်ကြားဖို့မရဘူးဒါကြောင့်သူ့မိဘလည်းမကြားရလေအောင်အတန်နဲ့မြင့်ပြီမိသိန်းဒီခါတော့အတန်ကြား၍ထင်လုံးလက်စာအလုံးများရက်သွားပြီကျွန်တော်ကသာသူကြားယုံလောက်တော့အတန်ဖြင့်မိသိန်းနေအခန်းပေါက်ဘယ်မှလဲမိသိန်းကအတန်ကြားရကြမ်းမြင်တာကပ်ပြီဘာတူလဲအိမ်အောင်မှာဘာတူရောက်နေရလဲတူတူဖွားဖွားမေးတယ်ကျွန်တော်ကငါပါကိုပါနေနဲ့စကားပြောအောင်လာတာကျွန်တော်အတန်ကြားတာနဲ့မိသိန်းကဟဲကိုအစိုးရဘာလာလောက်တာလဲအဖေနဲ့မိတော့မအိတ်သေးဘူးဆိုပြီးလူချမ်းမြင်ကအပေါက်ကိုဖွင့်ပြီးငုတ်ကြည့်တယ်တွေ့ပြီလူချမ်းပေါက်ကတောင်ဘက်မှာရှိတာကိုသူအိတ်တဲ့ညာဘက်မှာပေါ့အပေါက်ကိုလည်းတွေ့ရောကျွန်တော်လည်းဝမ်းသာသွားပြီဟေ့ကောင်ပေါက်ချင်ငါ့ကိုထမ်းပေးအောင်ဟာဆိုပြီးကတောင်းကျိတ်ကတပည့်တော်ကိုထမ်းခိုင်းလိုက်တယ်မထမ်းခိုင်းရင်လည်းမမီဘူးလေအိမ်ချမ်းကင်းကကျွန်တော်တို့တစ်ဖောင်မရှိတရှိမှရှိနေတာကိုကျွန်တော်ကလည်းအပေါင်သားရောက်ရောမလားလေးပြောထားတာကိုဘာလို့လာတာလဲနောက်လာတဲ့ချိန်ကလည်းအစိုးရဘယ်သူမှတော့မအိတ်သေးဘူးသူ့စကားကိုကျွန်တော်ကငါလည်းနေကိုတွေ့ရင်လို့လာတာပေါ့နေကိုမတွေ့ရရင်ဆိုတဲ့ပွားစီစကားသံနဲ့လူသူ့အမေပြန်ထွက်သွားတဲ့ခြေတံကြားရတယ်ဒီတော့မှမိသိခုံထလာပြီတလောက်တောင်ကမြင်းကျင်နဲ့လက်ကဲဟာဆိုပြီးစက်ခနဲ့ဖမ်းကန်လိုက်ပြီးတော့လူကြီးတွေမသိအောင်တနခါမြေတုံးကြီးနဲ့ဖိထားတယ်ချက်ချင်းမျက်ရည်ဝိုင်းလောက်အောင်နာပြီးမဲ့အတန်ထွက်မအော်ရေးဘူးကြိတ်ခံနေရတယ်ကို့မှာတောင်ကွေးရကြမ်းညက်လို့နာရတာတမျိုးတနခါတုံးကြီးနဲ့လှိမ့်လို့နာရတာတမျိုးနဲ့တူးဖီဖြစ်နေတယ်အတော်ကြာမှလက်ကကြမ်းပေါင်းနဲ့ပြန်တက်ပြီးထွက်လို့ရတော့တယ်ကျွန်တော်လက်လဲအပြင်ပြန်ရောက်ရောမိသိဟာမိသိရဲ့ကြမ်းပေါက်လဲကွက်ဆိုပြန်ပိတ်သွားတယ်ကျွန်တော်နဲ့ပေါက်ချင်းနဲ့မိသိတို့အိမ်ရောက်မှာမှောင်မင်းမှာခြေကုန်လက်ပန်းကြပြီးစောင်းကြောင်ထိုင်နေမိတော့တယ်ဘလောက်ကြာထိုင်နေမိတယ်လဲမသိတော့ပါဘူးဗျာအမငါသိပုတ်ချင်းနေဆိုရဲမိကျဲချမ်းရဲ့အတန်ကြားမှာသတိရတော့တယ်သတိရလို့မော့ကြည့်တော့ဖြတ်ခနဲ့ပွင့်လာတဲ့မိသိရဲ့ကြမ်းပေါက်အဲ့ဒီတော့မှကျွန်တော်လည်းမျက်လုံးပြူးသွားပြီဟေ့ကောင်ပြေးပါပြေးနိုင်မှလွတ်မယ်ဆိုပြီးထအပြေးကြံနေတဲ့ပေါက်ကျန်းရလဲကြောင်ကရမ်းနေဘာလဲဘာဖြစ်တာလဲဆိုပြီးမော့အကြည့်ဟာဆိုရဲအာမီနိတ်တန်နဲ့အတူတီလေးဗျာဒီကောင်မိုးချိုးပြေးမခံရတာ
သူ့ခြေလန်းနှလန်းလောက်မှတင်ရှဲကနေကြက်ဥကြော်တန်ကြားရတယ်မိသိန်းကြီးတို့ရွာမှာအရင်ကဗဒီယိုပြတယ်ဆိုတာမရှိဘူးကျွန်တော်တို့ရောက်ပြီးမကြခင်မှဗဒီယိုယဉ်ကျေးမှုစရှိတော့တာဗဒီယိုယဉ်ကျေးမှုရှိလာတော့လေဗျာပြလိုက်တယ်ဗဒီယိုညာတိုင်းကိုမီးမသိဘူးအစားတော့အလူပွဲမင်္ဂလာပွဲရှိမှပြကြတာနောက်တော့အဲ့ဒီလိုမဟုတ်တော့ကိုရင်ကစိတ်ကလေးမွေးရင်လည်းပြတာပဲအာသူပါဆိုရင်လည်းပြတာပဲငါးပိုက်ချလို့ပြန်ဖော်ရင်လည်းပြတာပဲဧည့်သည်လာလို့လည်းပြတာပဲရုပ်စွာဆုံးအင်ကဓာတ်လွန်သည်အသီးသီးအောင်ဗဒီယိုပြပြီးဂုံပြုတ်တော့တာဟုတ်ကဲ့ဘာလို့အဲ့ဒါလောက်ထိဗဒီယိုပြနေတယ်လဲဆိုပြီးမေးစရာရှိတယ်ရှင်းလေးဗဒီယိုငှားကားက800ဂလုတ်လို့ခေါ်တဲ့စင်ကြားဂလုံးကြက်ကနန်းဖား6កောင်အန်စာဝိုင်းတစ်ဝိုင်းကိုအကောက်က200ငါးဝိုင်းလာရင်ဗီဒီယိုပြတဲ့သူက200မြက်ပြီဒါကြောင့်ကလေးမြည်ပေးကနေခွေးကလေးမွေးတာကစားဗီဒီယိုပြကြပြီပေါ့ဗီဒီယိုပြလို့ဂလုတ်ဝိုင်းများရင်မိသိန်းအီပြောပြီဘာလို့လဲဆိုတော့ဂလုတ်ဝိုင်းရှင်မိသိန်းအီရက်လိုက်ပြီဆိုတာနဲ့ဂလုတ်ပိုင်ရှင်ကငွေ9ချက်ထုတ်ပေးတယ်အထတော့ကျွန်တော်လည်းမသိဘူးဘာဖြစ်လို့မိသိန်းအီကိုဂလုတ်ဝိုင်းကပတ်စံပေးရတယ်ဆိုတာနောက်မှသိရတယ်မိသိန်းအီတို့အဖေကအရင်ကဂလုတ်ဝိုင်းနေအများကြီးထောင်ပြီးငှစားတာဒါကြောင့်မိသိန်းအီကဂလုတ်ဆွဲတာသူ့မတူအောင်ကျွမ်းကျင်တယ်ကိုယ်ပိုင်ဂလုတ်တွေရှိနေတော့အမြဲတမ်းဆွဲကစားနေလို့လည်းဖြစ်မှာပေါ့အခုချိန်ကြတော့သူကကစားဖို့မလိုတော့ဘူးဂလုတ်ဝိုင်းနေရလဲပြီးမကစားတော့ဘူးသူကဘယ်ခုံမျိုးမဆိုစင်ဆိုစင်သုံးကောင်ကြားဆိုကြားသုံးကောင်ဆွဲလို့ရတာကိုဂလုတ်ထုံးစံရတကောင်ဆိုတစုနှစ်ကောင်ဆိုနှစ်ဆသုံးကောင်ဆိုရင်တော့သုံးဆပြီးရော်ရတာကိုမိသိန်းကြီးတို့ပုံမှန်သုံးကောင်ကြီးဆွဲနေရင်ဒိုင်းမွဲဖို့သာပြင်ပြီးတော့ဒါကြောင့်မိသိန်းကြီးဆိုရင်ဂလုတ်ပေးမဆွဲဘဲနဲ့မဆွဲက9ချက်ပေးတော့တာပါပဲကျွန်တော်ပါတော့မိသိန်းကြီးကသူ့ကိုပါတယ်ဆိုပြီး30တောင်းတယ်ဟိုကလေးပြီးတယ်ဗီဒီယိုတညာလုံးသူ့ငွေနေမနေရတယ်ကျွန်တော်လည်းသူ့ကိုမယုံလို့ဂလုတ်ဆွဲခိုင်းမှုတယ်ဟုတ်တယ်အန်တာတွေကိုစင်ပေါ်မှာတင်းသူလှည့်လို့ရတယ်ဆွဲချလိုက်ရင်လည်းသူကြစီရင်တဲ့အကောင်တောက်ခနဲ့ကြတယ်တချို့ဆိုအန်စာပြန်ကန်တဲ့နေရာကိုကန်အားပိုကောင်းတရီကျိုးပိုတက်ထားကြတယ်မိသိန်းကြီးအတွက်တော့အဲ့ဒီကျိုးလည်းအပိုးပဲအဲ့ဒီကျိုးကိုမထိတာဆွဲချလိုက်တာနဲ့သူ့လိုတဲ့ကောင်ကွက်ခနဲ့ကြတယ်မိသိန်းကြီးလောက်ကအဲ့ဒါပဲဗီဒီယိုကြည့်ရင်တောကားတောင်ကားပဲကြည့်တယ်အင်္ဂလိပ်ကဝေးလို့မြို့ကားတော့မကြည့်ဘူးသူ့ကိုမေးကြည့်တော့အိုးကျမအဲ့ဒီလိုနေရာမျိုးတွေမရောက်ဘူးတာသူတို့စီမှာဘာလို့ပြဿနာဖြစ်နေလဲကိုဘလို့နားလဲပါမလဲတဲ့ကျွန်တော်ဒီရောက်တော့မှတောကားနဲ့မြို့ကားဘလို့ခွဲရမလဲဆိုတာနားလဲလာတယ်ဒါမိသိန်းကြီးပေးခဲ့တဲ့အသည့်ပေါ့ထားပါတော့အဲ့ဒီညာကကျွန်တော်နဲ့မိသိန်းကြီးအရေးကိစ္စတစ်ခုရှိနေအဲ့ဒါကတော့ကျွန်တော်နဲ့အတူပါလာတဲ့အင်ဂျင်နီယာထည့်ပေးလိုက်တဲ့ပစ္စည်းတိုင်းစည်ဇော်မျိုးနဲ့မိသိန်းကြီးတို့ရွာကကျွန်တော်လုံသမားပါပဲမိတောင်းထူးတို့ကကြိုက်နေကြပြီအဲ့ဒီညမှာနှစ်ဦးသဘောတူခိုးပြေကြဖို့ကြံကြတော့တာပါပဲဇော်မျိုးကလည်းကိုလူမိတောင်းထူးကလည်းကိုလုံသမားဆိုပြီးမဲ့သူတို့နှစ်ယောက်အဲ့ဒီလိုရင်ငံနေမှအဆကကျွန်တော်မသိခဲ့ပါဘူးအခုဒီညမှာမိသိန်းကြီးနဲ့တွေ့ပြီးပြောကြတော့မှသူတို့ရဲ့ကြံစီကိုသိရတာပါသူတို့စီစဉ်ဒီလိုပါည7 နာရီကျရင်မိသိန်းကြီးကမိတောင်းထူးတို့အိမ်သွားပြီးအထုပ်တွေဝိုင်းမားခဲ့ပြီးမယ်ဇော်မျိုးကတရားအောက်ကစောင့်နေအဲ့ဒီကိုသူတို့ရောက်လာရင်တရားတင်မှုပြောထားတဲ့မြေတောင်ကြီးကိုကြော်ပြီးဟိုဘက်ထွက်လိုက်ရင်မြို့ကိုသွားတဲ့ဖြက်လန်းရောက်ပြီပေါ့အဲ့ဒီကနေဆက်ပြီးမြို့တက်ပြီးတနေရာမှာခိုးနေပေါ့ပြီးမှပြန်လာဒါပဲဒါမှမမိသိန်းကြီးကကျွန်တော်ကပါအကူကြီးတောင်းတော့ကျွန်တော်ကပါဇော်မျိုးနဲ့အတူလိုက်ဆောင်ပေးဖို့ပြောလာတယ်ကျွန်တော်ကလည်းလွယ်ကူသွားပဲအဲ့ဒီအစီအစဉ်ကိုလက်ခံလိုက်တယ်ဒါတော့ကျွန်တော်ကတယောက်တည်းဆိုစိတ်မချလို့တပည့်ကျော်ပေါက်ကျိုင်းကိုခေါ်ထားလိုက်တယ်ည10 နာရီလောက်ခနဲ့ကကျွန်တော်တို့3ယောက်တရားအောင်မှရောက်နေပြီချင်းကလည်းကြိုက်သလားမမီးနေဗျာရေဆက်ဆန်နာမှာဆိုတော့ချင်းဘောတာတော့ပြောမနေနဲ့တော့ပြလိုက်တောင်ဖွင့်ထားလို့ရတယ်ဒါပေမဲ့ဒါမျိုးကူညီကောင်းပါတယ်ဆိုပြီးအနာခံအန်ကြည့်ပြီးတော့စောင့်နေကြတာည10 နာရီလောက်ကျတော့မိသိန်းအေးနဲ့မိတောင်းထူးအထုပ်တွေဆွဲပြီးတော့ရောက်လာကြတယ်အထုပ်တွေရလေဗျာ10 နှစ်လောက်မပြန်လာကြတော့မယ်အတိုင်းပါပဲလက်မှာတယောက်နှစ်ထုပ်စီဆွဲလာကြတဲ့အပြင်မိတောင်းထူးကောင်းမှာပါတထုပ်ရွက်လာသည်အဲ့ဒီအထုပ်တွေကိုကြည့်ပြီးဇော်မျိုးခင်ဗျာမျက်လုံးကိုပြုတ်ရောပဲကဲဇော်မျိုးမင်းဒီနှစ်ထုပ်ကိုဆွဲသွားလိုက်မင်းတို့နှစ်ယောက်ဒီမြေဖုထားတဲ့စီတက်ပြီးတော့ဟိုဘက်ဆင်းလိုက်ရင်မြို့သွားတဲ့လမ်းကြောင်းပေါ်ရောက်ပြီအဲ့ဒီကမှအစင်ပြေတဲ့စီဆက်သွားကြဖို့ဆိုပြီးဇော်မျိုးစီကိုမိသိန်းကြီးတင်လာတဲ့အထုပ်နှစ်ထုပ်လွှဲပြီးလိုက်တယ်ငတိအစကနေကပိန်ချောင်းချောင်းဆိုတော့အထုပ်နှစ်ထုပ်တင်လိုက်တာနဲ့ညို့ခနဲ့ပဲငတိကမျက်လုံးလေးကလေးနဲ့မြေဖုထားတဲ့တောင်ကြီးကိုကြည့်ပြီးတခြားလမ်းကလေးများမရှိတော့ဘူးလားဗျာတဲ့ကျွန်တော်ကရွာလမ်းထဲမှာဗီဒီယိုပြနေရမင်းမမြင်ဘူးလားအဲ့ဒီလမ်းတိုင်းသွားရင်တရွာလုံးမိသွားမှာပေါ့ဒီတောင်ပေါ်ကသာကြော်သွားတယ်မှာဘလောက်မြင့်တာမှတ်လို့ရှိတာပေ8000တလောင်းပေါ့ဆိုတော့ငတိကမျက်လုံးလေးပေကလေးနဲ့ကျွန်တော်ကျမကြီးနဲ့ဒီအိမ်နှလုံးလေးကလမိုင်းလေးများမကပ်ဘူးလားလို့တော့ကွာမိမတယောက်ရဖို့တော့ကြိုးစားရမှာပေါ့ကဲသွားတော့ဆိုပြီးတွန်းလို့မှငတိကမတက်ချင်နဲ့တက်သွားတယ်မိတောင်းထူကတော့အလုံကျန်းလုံနေကြဆိုတော့ဘောက်ဆက်နဲ့တက်သွားတယ်
ငတိကအနောက်ကနေကုတ်ချီနဲ့စုပ်ကန်ကျွန်တော်တို့ကတော့အော်သူတို့တွေအိုရှာပြီဆိုတဲ့အသည့်နဲ့ပီတိတွေဖြစ်လို့ဒီလိုနဲ့လမ်းတစ်ဝက်လောက်လဲကြရောငတိကမိတောင်းထုကိုခေါ်ပြီးဘာပြောရတော့မသိဘူးနှစ်ယောက်သားရက်ပြီးစကားပြောတယ်တော်တော်ကြာပြောပြီးမှနှစ်ယောက်သားပြန်ဆင်းလာကြတယ်မိတောင်းထုမျက်နှာကမှုံတုံနဲ့ဟိုကောင်ကတော့ဖုတ်လိုက်နဲ့ရှာကြီးထွက်လို့ဘာလို့ပြန်ဆင်းလာတာလဲမေးကြည့်တော့ဟိုကောင်ဇော်မျိုးဟာကျွန်တော်လည်းဆက်မတတ်နိုင်တော့ဘူးတောင်ကြီးကလည်းအမြင့်ကြီးဗျာအိတ်ကြီးကလည်းအလေးကြီးဆိုပြီးဖုတ်လိုက်ဖြစ်နေတယ်မိတောင်းထုမျက်နှာကြည့်လိုက်တော့မကြည်နဲ့တဲ့အရေးအယောင်တွေမြင်ရတယ်ဒါဆိုဘယ်လိုလုပ်ကြမလဲတခြားလမ်းလေးများမရှိကြတော့ဘူးလားဗျာတဲ့ဇော်မျိုးရဲ့မေးကျွန်တော်လည်းဒေါသထွက်သွားပြီးတော့ဘယ်လိုလုပ်ရှိမှလဲကွရှိတဲ့တလန်းကလည်းဗီဒီယိုပိတ်ပြနေတာဒီအထုပ်တွေနဲ့ဘယ်လိုလုပ်ဖြတ်ကြမှာလဲတဲ့ဘယ်သူမှစကားမပြောနိုင်ကြဘူးအားလုံးငြိမ်နေကြတယ်ကျွန်တော်ကသာမချင်မရဲနဲ့ကဲဒါဆိုဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်မေးကိုဇော်မျိုးကဒီလိုလုပ်လीမနေ့ဖြန်ကြရင်ဗီဒီယိုကရှိကျင်မှရှိမယ်ဟာမရှိပဲနေမလားမနေ့ဖြန်ကြရင်နေမကောင်းဖြစ်ပြီးဖုတ်လိုက်နေတဲ့ဒေါ်အဖွားကြီးတေချာပေါက်ဆုံးမှာပဲငါတေချာသွားကြည့်ပြီသူဆုံးတာနဲ့ဗီဒီယိုကပြမှာပဲဘယ်လိုလုပ်မလဲရတယ်ဗျာမနေ့ဖြန်ကြရင်ကျွန်တော်အားစိဆုံးတောက်ပြီးရအောင်တက်မယ်ဒီညတော့ကိုတို့ရဲ့ကျွန်တော်မမာလို့ပါတော့ခေါ်ရုံကလွဲပြီးဘာမှမတတ်နိုင်တော့ဘူးဒါနဲ့ပဲကဲဒါဆိုလဲမိတောင်းထုကိုအိမ်ပြန်ပို့ပေးကြတာပေါ့မိသိန်းနေမကူပြီးပြန်ပို့လိုက်တော့သူတို့မိသိန်းမျက်လုံးကြီးပြုတ်တက်သွားပြီဒါတော့မဖြစ်နိုင်ဘူးကျမသွားပြန်ပို့လို့တယောက်တွေ့သွားရင်ကျမဝိုင်းကဲရကြမယ်ကျမပြန်ပို့မပေးနိုင်ဘူးတဲ့မိသိန်းကြီးကကြောက်ကန်ညင်းတယ်သူပြောတာလေဟုတ်တယ်လေခေါ်လာတော့ကဘယ်သူမှမသိကြပြီမဲ့အပြန်မှာတွေ့နေတယ်ဥပမာကစားဝိုင်းရပြန်လာတဲ့လူတွေမျိုးနဲ့ပေါ့မိတောင်းထုကြည့်တော့လဲငိုမဲနေကိုတိုင်ကလည်းပြန်မပို့ရဲဘူးဒါနဲ့ပဲကဲပေါက်ကြိုင်းဒီကိစ္စကိုမင်းကူညီပြီးပြန်ပို့ပေးလိုက်တော့ကွာငါတို့အနေနဲ့ကဘလို့မှမဖြစ်နိုင်တော့လို့ပါဆိုတော့ပေါက်ကြိုင်းကမျက်စိကလေးနဲ့တမင်းချတယ်ပြီးမှတူရေးနေဒုက္ခဖြစ်လိုက်ဆရာကောင်းမိသားဆိုတာတပည့်ပေါ်ပဲပုံချမယ်ဆိုတာကျွန်တော်သိတယ်အေးလီကံပေါ့ကိုကဒီလိုလူမျိုးကိုမှခင်မင်ပြီးဆရာတင်မိတာကိုအဲ့ဒီကနေကကန်ဆဆိုးတာဆိုပြီးမိသိန်းအေးစီကအထုပ်ကိုလှမ်းယူလိုက်တယ်ပြီးတော့မိတောင်းထုဘက်လှဲ့လို့ကဲလာသွားကြဆိုပြီးနေအောင်သားရွာဘက်ခြေဦးလှဲသွားကြတော့တယ်အဲ့ဒီတော့မှကျွန်တော်လည်းတပြင်းချနိုင်တော့တယ်ဟုတ်တယ်လေသူ့ဘာသာသူပဲဖြစ်ငါမသိဘူးလှုပ်လို့ရပြီကိုနောက်နေ့မနေ့အစောကြီးမှတယ်မိတောင်းထုလင်းတော့လိုက်ပြေးပြီဆိုတဲ့တဲ့ရွာထဲမှာကြဲလောင်ကြားရပါတော့တယ်ကြားရတော့ကိုနားတော့ကိုမျိုးဘူးဇော်မျိုးကြီးတော့လည်းပါဇက်ဟောင်းသားနဲ့ကြောင်စီဘာမှမသိတဲ့ပုံစံနဲ့ရွာထဲစုံစမ်းကြည့်တော့ဟုတ်သားပေါက်ကျန်းရမိတောင်းထုကိုတုတ်ပြေးတာစိုးပါရောလားဘလို့ဖြစ်ကြတာလဲဘလို့မှစဉ်းစားလို့မရဘူးနောက်နေ့ရက်လောက်နေမှပေါက်ကျန်းရောမိတောင်းထုကပြန်ရောက်လာကြတယ်နှစ်အောင်လုံးဟီနဲ့ရိုးရွှေပါပဲပေါက်ကျန်းကိုခေါ်မိကြည့်တော့ကျွန်တော်လည်းသူ့အိမ်သွားပြန်ပို့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာသူ့အိမ်ကသူ့ထွက်ပြေးသွားမယ်တည်သွားကြပြီလေသူ့ဖေကလည်းသူ့ကိုတွေ့ရင်တတ်မယ်ဆိုပြီးဒါချင်းချင်းနေပြီဒါနဲ့မိတောင်းထုလည်းအိမ်နဲ့ပြန်မဝင်ရဲအထုပ်ကလည်းရှိနေတော့ဟာလုံးစင်းမောင်နောက်တော့ဘာဖြစ်သွားလဲကိုစောမျိုးမတက်နိုင်တဲ့တောင်ပေါ်ကတက်ပြီးဟိုဘက်ကိုဆင်းသွားလိုက်တာဗောအိုးတောင်လေးတောင်ကြုံနိုင်ုံနဲ့မိမတယောက်ရသွားတယ်ပါလားဒါဆိုငါလေးတက်ပါတယ်ကိုမတို့ဘလို့ကြိုးစားမရနိုင်ပါလားနော်အဲ့ဒီဖြစ်ပြီးပေါက်ကျန်းရောမိတောင်းထုပါကျွန်တော်စီပဲပြန်လှုပ်ဆင်းကြတယ်ဒါပေမဲ့ဇော်မျိုးကတော့အလုတ်ထွက်သွားရှာတယ်လေရှက်လို့တဲ့တောင်လေးတောင်မတက်နိုင်တဲ့ကောင်ရှက်တာပဲကောင်းပါလေလွတ်လက်သားရှက်ပဲရောပေါ့ကိုကဒူးရင်ကိုဒူးလေးတော့ခိုင်အောင်လုံးမပေါ့နို့မိသိန်းလူရောမှာနတ်ပွဲရှိတယ်နတ်ပွဲဆိုတာကလည်းဖြစ်ခဲတာတော့မဟုတ်ဘူးသူ့ရာသီနဲ့သူပွဲတွေအများကြီးလုပ်ကြတာသူတို့ခေါ်နေပြောရင်ရိုးရပွဲတိုက်ပွဲပေါ့တိုက်ပွဲက38မိနစ်ပွဲလို့တော့မဟုတ်ဘူးတေဆုံးပြီးတဲ့အဖိုးတွေအဖွားတွေသူတို့နတ်တွေကိုပြန်ခေါ်ကြတာ38မိနစ်ကဆိုဥရှင်ပါတယ်နန်ကတိုင်းပါတယ်အောင်နိုင်ပါတယ်ဒါပဲကျန်တဲ့နတ်တွေကသူတို့ဆိုင်ရာနတ်တွေပဲသူတို့နတ်ပွဲတွေမှာကနာစီမဟုတ်တဲ့နတ်စီတယောက်ပါတယ်သူ့နာမည်ကစနေထိတ်တင်မြင့်နေဗျနာမည်ရင်းကတင်မြင့်နေလူကစနေသားနေတဲ့ရေတဲ့ဖွားဆိုတော့သူ့နာမည်သူပေးထားတယ်စနေထိတ်တင်မြင့်နဲ့စနေထိတ်တင်မြင့်ကနတ်တွေကိုနိုင်တယ်ဗျာနတ်တွေဆိုတာသူဝင်ဆိုမှဝင်သူထွက်ဆိုထွက်ပဲနတ်မလို့စောတကတက်လို့မရဘူးချိန်လုံးစာမိသွားမယ်ဒါအမှတ်လေထားပါတော့နတ်ပွဲကိုသူတို့ကတအိမ်ချင်းစီမကျင်းပတော့ဘဲနဲ့တရွာလုံးစာ9ရက်ကျင်းပတတ်တယ်စုစုပေါင်းတိုက်ဖွင့်ပွဲပေါ့အဲ့ဒီ9ရက်အတွင်းမှာတရွာလုံးလာကကြတာပဲပါလီယာမိသိန်းအေးတို့ကတော့ထိတ်တန်းအပေါ်ထမင်းဦးတော်မနိုင်လို့ဂုံဒီကျိုးနဲ့ခြီးပေးထားရတယ်ကျွန်တော်သူ့ကိုမေးကြည့်တယ်နတ်တကယ်ဝင်တော့ကနေတာလားဆိုတော့မဟုတ်ဘူးကိုတဲ့ဒီချိန်မျိုးမှာနတ်ဆိုင်တန်ကြရင်မနေနိုင်လို့ဝင်ကတာပဲအ
အားလုံးကိုတော့မြင်နေသိနေရပဲဒါပေမဲ့စိတ်ထဲမှာဘလို့မှမနေနိုင်တာနတ်ဆိုင်ကြရင်နှလုံးသားကရွာစီနဲ့ကြက်လိထလာတာတဲ့အဲ့ဒီလိုမိသိမ်းအေးပါနတ်ပွဲကတဲ့ရက်တွေမှာကျွန်တော်သူ့ကိုတွေ့ဖို့ချိန်တယ်ဘလို့မှချိန်လို့မရဘူးဒီရက်မှာလူပြိုချိန်တွေ့ရင်ရိုးရကိုင်တတ်တယ်ဆိုလားနတ်မကြိုက်ဘူးဆိုလားပြောပြီးနတ်ပွဲမှာသာပျော်ပန်းမော်ကြွားကခုန်နေကြလေတယ်ကျန်တော့ကျွန်တော်လည်းသီးမခံနိုင်တော့ဘူးကျွန်တော်တို့သီးမခံနိုင်သူတယောက်ရှိသေးတယ်ပေါက်ကျန်းဒီကောင်ကလည်းသူ့ရဲ့အသက်ဆက်မိန်းမမိတောင်းထူးတယောက်နတ်ပွဲကကျွေးတာစားတိုက်တာတောက်ပြီးအိမ်မပြန်တဲ့နတ်ရည်စင်ချိုးပြီးကနေတော့ဘယ်သီးခံနိုင်မှတော့မလဲဟုတ်တယ်လေအိမ်အောင်ကြတာကမှ2ရက်နဲ့တစ်ပိုင်းချစ်လို့ခင်လို့ကောင်းတော့မှရှိသေးတာကိုဒါကြောင့်ကျွန်တော်တို့နှစ်ယောက်ဘလို့လုံးမလဲပေါက်ကျန်းဒီတိုင်းဆိုခေါ်ဖို့စကားပြောဖို့တော့မလွယ်ဘူးထင်နေတော့ဆိုကျွန်တော်လည်းအဲ့ဒါပဲစဉ်းစားနေတာဟိုကောင်မမိတောင်းထူးကလည်းနတ်နဲ့ပဲအိမ်အောင်ပြုတ်တော့မလားမသိဘူးဆိုပြီးတပြင်းချတယ်အတော်ကြာမှပေါက်ကျန်းရဝင်းလက်တဲ့မျက်နှာနဲ့ကျွန်တော်သိပြီဘာလဲကွာကျွန်တော်ရဲ့လော်ဒီဂျီမေဒါဘူးပေါက်ကျင်းကလူတွေကောင်မဒီကောင်မတွေကိုပြောင်ပပိတ်တီးလို့ရတဲ့နီးဘလို့သူစကားကိုကျွန်တော်စိတ်ဝင်စားသွားတယ်ဟုတ်တယ်လူလေကောင်တဲ့တယ်မှာဒီကောင်မတွေကိုပပိတ်ချလို့ရတဲ့နီးရှိတယ်ဗျဘလို့ချမှာလဲပြဿနာတက်ကောင်မပေါ့မတက်ဘူးဗျလာကျွန်တော်ပြောပြမယ်ဆိုပြီးကျွန်တော်ကိုဆွဲခေါ်သွားတယ်ကျွန်တော်လည်းဘူးမသိဘာမသိနဲ့လိုက်သွားမိတယ်နတ်ပွဲနဲ့အတော်လေးဝေးတဲ့နေရာရောက်မှဒီလိုဗျဒီကောင်မတွေသိမကြခင်မှာနတ်ဆိုတာဝင်လိုက်မယ်အဲ့ဒီတော့အဲ့ဒီနတ်တွေကလောက်ဝေးသမားနတ်တွေဗျအဲ့ဒီနတ်ဝင်တာနဲ့ထိုးကြတော့တာထိုးတော့တခြားလူမထိုးဘူးဗျမိသိန်းကြီးနဲ့မိတောင်းထူးတို့နှစ်ယောက်တည်းတိုင်ပင်ထိုးတာဗျအဲ့ဒါနဲ့ငါတို့ပါချဖို့ပဲစားဘာဆိုင်လို့လဲကျွန်တော်ရဲ့ဇဝေဇဝါမေပေါက်ကျင်းရအားမလို့အားမရဟန်နေဟာကိုစရာလေတုံးဝေးလိုက်တာအဲ့ဒီချိန်ကျရင်ကိုလည်းနတ်ဝင်ကြောင်ဆောင်ပြီးသူတို့နှစ်ယောက်ကိုယူကြောင်မှုကြောင်လုပ်ပြီးပပိတ်ချရုံပဲသူစကားကိုကျွန်တော်ခေါင်းကုပ်လိုက်မိတယ်နောက်မှနှင်းဦးကွာအဲ့ဒီလိုတို့ပါဝင်ချတော့ကိုစရာလေဒီမှာလုံးကိုစရာကိုသိနေတာပဲနောက်ပြီးနတ်ဝင်တာပါဆိုပြီးရော့ချလို့လေရတာပဲသူပြောတော့လေဟုတ်တယ်လို့ကျွန်တော်လည်းခေါင်းသေးချကုတ်စဉ်းစားပြီးကွာမင်းပြောတော့လေဟုတ်တယ်လို့ပဲဒါပေမဲ့ဟိုနတ်ထင်းကြီးစနေထိတ်တယ်မြင်းကအဲ့ဒီချိန်မရှိဘူးဗျသူ့တပည့်ဟိုတရေမီဖို့လို့အချောက်သပင်းဒီကြောင်နဲ့မဲကောင်ပဲရှိတာတဲ့သူ့နာမည်ကစနေထိတ်တယ်မြင်းရဲ့တပည့်အင်္ဂါထိတ်တင်တွန့်ဆိုလားနာမည်ကြီးလည်းပါကြီးလေသူ့ဆရာနာမည်ကစနေထိတ်တယ်မြင်းဆိုတော့သူကအင်္ဂါသားမောင်ကြီးတွန့်လေအင်္ဂါထိတ်ကြီးတွန့်ဆိုလို့ပြီးတော့စီပိုင်မရှိလို့တဲ့အဲ့ဒါနဲ့အင်္ဂါထိတ်တင်တွန့်ဆိုတဲ့နာမည်ကိုယူထားတယ်ဆိုလားပဲသူပြောတယ်နတ်ထင်းတပည့်ဆိုတာကိုလုံးပိန်ညောမဲတူမျက်နှာမှာမျက်ချီးတွေတောင်ပုံရောင်ပုံလူလာတဲ့ပြော့နွယ်တယောက်ပါသပင်ကလည်းအနီရောင်ကြောင်ကြီးကိုစိုးထားသည်ဒီ6ထိတ်နေတဲ့ရဲ့မီးဖို့ကောင်လောက်ဆိုတော့ပြဿနာမရှိဟေးကွာဟုတ်တယ်လို့ပဲဟုတ်တယ်လို့မဟုတ်ဘူးဟုတ်ကိုဟုတ်တယ်ဟုတ်တယ်ကွာဒါပေမဲ့ငါဒီတိုင်းဝင်မကရဲဘူးကျွန်တော်စကားကိုငတိကရောင်လေးပြုံးလိုက်ပြီအဲ့ဒါကြောင့်ခေါ်လာတာပေါ့လာအဲ့ဒါနည်းသွားတင်လိုက်ရအောင်စုပြီးလက်မကလေးထောင်ပြီးပါဇက်မှာတိတ်ပြတယ်တဘောကတော့ရွှေမျိုးတက်ကြွစီတဲ့စေးကြီးတမျိုးအရက်ဖဲကြမယ်ပေါ့အရက်ကလေးနဲ့ဝင်လာတော့သိတယ်မဟုတ်လားဂျိုးကြွပြီးတက်တီပဲကောင်းလာသလိုထိုးချင်ကြိတ်ချင်စိတ်ပဲပေါ်လာသလိုဖြစ်လာတယ်ဒါကြောင့်လက်ကွာသွားရအောင်တော့ကြလက်ရည်ဆိုင်ဖို့စီစဉ်မမီပဲဖြစ်နေဦးမယ်ဆိုပြီးအထနေဦးလေလက်ကြံလေးဖြစ်မဖြစ်နေတော့ပါစေပဲဆွဲခဲ့ပြိုင်ပွဲမဝင်ခင်နည်းတင်လို့ရအောင်ဟေ့ညီလေးဒါလေးထုတ်ပြီးစမ်းဆိုပြီးအရက်ကိုပါစေဆွဲခဲ့ကြတယ်စိတ်ထဲမှာလဲကုကိုကြက်လိဖြစ်အောင်ဝင်ကြက်လိနေတဲ့ကြက်လိတွေကိုပပိတ်တီးရတော့မယ်ဆိုတဲ့အတွေးနဲ့အားရရလို့နတ်ဆိုင်တိုင်ကြတော့သွေးရပိုးဆူလာတယ်ချက်ချင်းပဲလူမိုက်သွေးရနတ်ထင်းစောင့်တက်လာတယ်နတ်ပွဲရလည်းကိုဆောင်သားနေတဲ့စီစဉ်ကိုမရောက်နိုင်သေးဘူးပါလာတဲ့ပါဆယ်လေးထုတ်ခါကျွတ်လိုက်သူတို့ကနေတာကိုကြည့်လိုက်နေလူနဲ့မြောက်ကြွဖြစ်နေပြီမိသိန်းကြီးတို့မိတောင်းထူတော့လည်းကာတော့ခုံတော့ဟိုအင်္ဂါထိတ်တင်ဆိုတဲ့ထိတ်နီသေးရင်မိဖုတ်ကလည်းကနွဲကလေးရနဲ့သချင်းတွေအော်ဆုံနေတော့သူဆိုနေတဲ့သချင်းကိုလည်းကြည့်အောင်အပင်လုံးကိုအီပန်ဒီလေးလို့အီကန်တဒါရီမှာထားဆိုင်ရန်နင်ဘသူလေးငါဘသူလေးဒီကေဆိုလူချင်းမတူစံဘူးအချစ်ကစန္ဒလာအကေပြောစံငါစလေးကြောပါအချစ်ဟိဆိုတော့ပါလိုက်သည်ဗျာဒီကြတဲ့လိုအပ်ရင်လိုအပ်တယ်လို့ဟေးဟာနဲ့ထဲဆိုသေးတာသူ့ဘာသာသူဆိုသူ့ဘာသာသူပြောပြီးကနေသည်ဒီလိုနဲ့တော်ကြာစောင့်လိုက်မှာကြောက်ရင်နောက်ဆုတ်ရဲမမင်းဖြစ်မဟိနော်ခေါင်းမှာတန်ခမောက်ဂျိုးပေါက်မှာကြောက်မဲ့သားမောင်ဗျတတိကိုခါဆိုလာကလေးလက်ကိုဆွဲစင်မော်တက်ရဲတဲ့ကရင်မောင်ကျော်လာပြီဗျာဆိုင်ဝင်းကလည်းလေကင်တီးပြီကိုကလည်းအပီသမမဲဆိုပြီးအားတင်းလာတော့ချက်ချင်းသွေးဆူလာတယ်အဖိုးကြီးဖွားကြီးတွေတက်ကြီးရွယ်ကြီးတွေကဒီအစီအစဉ်မှာနားကြပြီဝိုင်းနေကြီးတော့မိသိန်းကြီးနဲ့မိတောင်းထူးနှစ်ယောက်ပဲကြံ့တယ်
သူတို့နှစ်ယောက်ကလည်းထိုးဖို့လက်ဝဲရေးတွေပြနေပြီလာပါပြီဗျာဘိန်းပေါင်းနဲ့ခုနကသပင်နီကြောင်ကြောင်နဲ့တရဲမိဖို့6ကြီးကကနွေးငလေးရနဲ့ဘေးဖယ်ပေးတယ်အကွက်ကစိုက်ပြီဒါနဲ့ကျွန်တော်နဲ့ပေါက်ချိုင်းကလက်သီးလက်မောင်းတန်းပြီမောင်ကျော်စစ်လာပြီဗျာမောင်ကျော်စစ်လာပြီဟာရဆိုပြီးတော့ညာတန်ပေးလို့နဲ့ဝင်ကြီးအောင်ဆောင်ပြီးစီဝိုင်းနဲ့ခုံဝင်လိုက်တယ်အားလုံးကကျွန်တော်တို့ကိုကြောင်ငေးကြည့်နေတယ်ကျွန်တော်တို့ကလည်းဘသူ့ကိုမှဂီယူမဆိုင်ဖဲတက်သမျှမှတ်သမျှလက်ဝဲရေးပြကဆိုင်ရမျက်နှာမူလိုက်တယ်ကျွန်တော်နဲ့မီသိန်းကြီးပေါက်ချိုင်းနဲ့မီတောင်းထူအပီပြင်တွေ့ရမှာမို့မျက်လုံးတွေပါအခိုးတွေကိုထွက်လို့ဟိုကောင်မတွေကမကြောက်ဘူးဗျလက်သီးပြင်းပြင်းနဲ့ကျွန်တော်ပဲလှဲ့လာတယ်အကွက်တော့စိုက်ပြီးစိတ်ကြိုက်တွေ့လို့ရပြီအဲ့ဒီအချိန်မှာပဲဟာယာဆိုတဲ့ညာတန်ပေးတဲ့အတူဝုန်းကနေအတန်တခုနက်ကဖို့လှုပ်ထားတဲ့စင်ကြီးပါညွတ်ကြသွားတယ်ကြည့်လိုက်တော့ခုနကကနွဲကလေးရနဲ့လှုပ်နေတဲ့ထိတ်နေတဲ့ရဲ့မီးဖို့အင်္ဂါထိတ်တင်တူကြီးကျွန်တော်တို့ကြားထဲခုံဝင်လာတယ်အချောက်ကြီးဆိုတော့ကျွန်တော်တို့ကဂီးမဆိုင်ဘူးဒီကောင်ကြီးဆိုလဲတွင်မှာပဲဆိုပြီးအသင့်အနေထားနဲ့ကြည်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲထိတ်နေတဲ့ရဲ့မီးဖို့ကြီးကဟိုင်းရဆိုပြီးပတ်ကန်လိုက်တာကနဖြင်ထိုးပွဲကနာပွဲအလယ်မှာထောင်ထားတဲ့ဝဘိုးဝါကြီးခွန်းဆိုကွဲကြသွားတယ်မူလာတော့ဘယ်ရောက်သွားလဲမသိတော့ဘူးတဲတန်နဲ့အင်္ဂါထိတ်တင်တို့မလားအန်အသင်းနေတော့မှပဲဖက်ခနဲ့ကြောင်းကြိတ်တာမြင်ရတယ်ဟာကြည့်လိုက်တော့ပေါင်မှာထိုးဝင်းနေတဲ့အင်ကြီးချွတ်ချလိုက်တော့လက်မောင်းမှာဇာမနီကြောကုန်းမှာအာလာဝကကြောက်စိတ်ကငယ်လေးကိုပါတက်ဆောင်တယ်သေရသေကျင်တော့တယ်အခုကြည့်တော့လေတကယ်လက်ဝဲသမားရုပ်ခုနကလိုကနွဲကလေးရတရဲမိဖို့ရုံမဟုတ်တော့ဘူးတဲနှလုံးကိုပန်းသီးလို့အေးကန်တက်တာနဲ့ထားစားမယ်ရုပ်ပြောရင်ဒီမျက်ခွက်ပါတရေကိုမီးကြော်ကြာဖုတ်ထားမှရမယ်မျက်ခွက်အင်္ဂါထိတ်တင်တို့ငေးကြည့်ရင်ဘာလို့လုံးအောင်မသိခင်ပါပဲမီးယူပေါ်ခွက်ခနဲ့ကြလာတဲ့လက်သီးကြည့်လိုက်တော့မီးသိန်းကြီးကျွန်တော်လည်းဒေါသထွက်ပြီးပြန်တွယ်မလို့လုပ်တော့တရေမီးဖုတ်အင်္ဂါမီးဖုတ်တရေမီးဖုတ်အင်္ဂါမီးဖုတ်ထိတ်တင်တို့ကဝုန်းဆုံခုံဝင်လာပြီးတော့ပုံစံဆွဲထားတာကတကယ်ရွှေတွေဝင်နဲ့မိုက်တိုင်ဆန်ဆက်ကြထားတယ်ပုံစံမီးကိုပခုံးနဲ့ဝက်လက်တဆဆဒူးတမြောင်မြောင်နဲ့အချင်းကြီးကိုတိလိုက်ရပြီဒီကောင်ကြီးကိုဘလို့မှထိုးလို့မနိုင်ဘူးဆိုတာဟိုဘက်ကြည့်တော့လေကိုကောင်ခံနေရပြီမိတောင်းထုံးလို့စော်တာများတစ်ခွက်အတထိုးမြင်းများတိမ်ပေါ်ပြေးနေသလားမှတ်ရတယ်ဒီဘက်ပြန်လဲပြီးတောင်းပန်မလို့လုံတုံးမှာပဲမီးရိုးပေါ်ဝင်လာတဲ့မိသိန်းအေးရဲ့ပွဲသိန်းလက်သီးကွာခနဲ့မြည်တဲ့အတူမျက်လုံးနဲ့ကြဲနေလာတွေပါအကွန်းလိုက်မြင်သွားတယ်နောက်ဇက်တိုင်ဝင်လာတဲ့ဒူးတောင်းပြန်တွယ်မလို့လုံးလိုက်ရင်ဟိုထိတ်နေတဲ့ရဲ့မီးဖို့အင်္ဂါထိတ်တင်တော့ကခုံဝင်လာပြီသူ့ကိုကြတော့လေကိုကမထိုးရဟိုတည်းကဝတော်ဒီတိုင်းထိုးရင်အတော်ထိုးယူပါမှာမိမလက်သီးရလေးဗျာတစ်ခွက်နဲ့ရှောင်းလို့မလို့ဒီလိုနဲ့ပဲမိမနှစ်ယောက်ထိုးရကွန်းဘက်ရှောင်းရင်မတတ်တာသေးဆုံးနတ်စင်ရှိဥကုန်းချရင်နတ်ထွက်ချင်အောင်ဆောင်းလိုက်ရတယ်ပွဲပြီးလို့ပြောကြတာတော့ဒီနေ့မောင်ကျော်လက်စွမ်းအပြသုံးပဲတဲ့ခါတိုင်းနဲ့ဒီလောက်မထိုးဘူးဆိုပဲပွဲရုံလောက်ထိုးတာတဲ့ဒီနေ့မှခွက်ခနဲ့မြည်အောင်ဖူးရအောင်ထိုးတာတဲ့မင်းတို့ကနတ်ဝင်နေလို့မမြင်လိုက်တာအားရပါရမင်းတို့ကိုတမတာများမင်းတို့ကိုပြန်မြင်စေချင်တယ်တဲ့ဟုတ်ပါပါလေမိသိန်းမောင်ကျော်နဲ့ထိုးမိတဲ့ကျွန်တော်တို့မျက်ကွင်းကြီးပိတ်သွားပြီးတော့သွားတစ်ချောင်းနေသွားတာကြည့်ပါလားလူရှိသူရှိတရားဝင်တမခံထိတာလေမိသိန်းကြီးတို့ရွာမှာဖျားပွဲရှိတယ်သူတို့ဖျားပွဲကမိုးကုံစောင်းပေါက်လောက်မှာကျင်းပတတ်ကြတယ်ဖျားပွဲကျင်းပရနေရာကတော့လှိစိတ်ဘေးကလဲကွက်လက်ထဲမှာပဲတခါတရံမှာလဲရွာဝင်သိန်းကြီးဘေးကလဲကွက်လက်မှာလှုပ်တတ်တယ်များသောအားဖြင့်လှိစိတ်နားမှာပဲလှုပ်တတ်ကြတယ်ဒီနေ့မှလည်းအဲ့ဒီလှိစိတ်ဘေးမှာပဲပွဲကျင်းပါတယ်သူတို့ဖျားပွဲကပွဲတော်ရဲ့မတိုင်ခင်တပတ်လောက်ခနဲ့ကဖျားပရဝိုက်ကိုတန်ရှင်းရေးအရင်လုပ်ကြတယ်ပြီးတော့ဇီဒီကိုထုံးသစ်ပြန်တုတ်ကြတယ်ပွဲတော်ရဲ့မှာလာသမျှဧည့်သည်ကိုအိမ်ပေါက်စီထမင်းကျွေးကြတယ်ကိုနဲ့တီးတီမတီးတီကြိုက်တဲ့အိမ်ထမင်းတက်စားလို့ရတယ်အဲ့ဒီနေ့မှာဧည့်သည်များလေသူတို့ပြောလေဧည့်သည်များလေသူတို့ဂုံတက်လေပဲများသောအားဖြင့်သူတို့ဆွေတော်မျိုးတော်တွေဖြစ်တဲ့ရွာတွေကပဲလာတာများတယ်မြို့ကလူတွေကတော့သိတော့မသိပါဘူးပွဲတော်ရဲ့မှာလဲစီသလားမမင်းနဲ့လူတွေကိုဖူးပွေးလှုပ်နေတာဝစ်ထားစားထားတာခုခေတ်စကားနဲ့ပြောရရင်လန်ထွက်နေတာမိသိန်းကြီးကလည်းလမ်းစရာဗျရွှေတွေကိုလက်ကောက်ဝက်လောက်ထိဝစ်ထည့်ထားပြီးပန်းစီအောင်ဝက်ဆက်ဝစ်ထားတယ်သူ့အမေရဲ့စိတ်ငကကြီးလည်းပန်ထားတယ်သူ့လမ်းလျှောက်တိုင်းလက်လှုပ်တိုင်းလက်ကောက်တန်တချွန်ချွန်ကြားရတယ်ကျွန်တော်မှတော့သူ့ကိုကြည့်ပြီးလေးလိုက်တာသူ့တော့မပြောပါဘူးပြောရင်လေအိုးရွှေရဲ့ကိုဝင်ရဲ့မိန်းမတွေအတွက်ကဘယ်တော့မှမလေးဘူးလို့ပြောမှသိကြတယ်တခြားလူတော့မသိဘူးမိသိန်းကြီးတယောက်ကတော့ရွှေကိုပက်ပက်ဆက်ဆက်ကိုကြိုက်တယ်အေးပွဲတော်ရဲ့လာတဲ့လူတွေကလည်းသူ့လိုပဲဝေစားကပြောင်းရွှေရောင်ကလက်လက်နဲ့နေတာဒါပေမဲ့ဘယ်သူမှဖက်နဲ့မပါကြဘူးမိသိန်းကြီးကိုမေးကြည့်တော့သူတို့ကတိမ်တက်တဲ့အိမ်စင်သွားနေကြတာလေဖះတဲ့သွားရင်လည်းဖက်နဲ့ကချွတ်ရတာပဲဒါကြောင့်ဖက်နဲ့ပါလာရင်ပြောင်းမှကြောက်နေရတာကတမျိုးချွတ်ကန်ရတာတမျိုးနဲ့အလုံးရှုပ်တယ်ဒါကြောင့်ဘယ်သူမှဖက်နဲ့မစီးကြတာတဲ့သူပြောတော့လေဟုတ်တယ်လို့ပဲဒါနဲ့နေမျက်မှန်ရောဆိုတော့သူကညကြမှာတက်မှလေအခုနေခင်းပိုင်းမှာတက်ရင်လူတွေကမြင်ရှက်စရာကြီးတဲ့ညကြမှာတက်တော့ကိုလည်းသူမမြင်သူလည်းကိုမမြင်ဆိုတော့ရှက်စရာမလိုတော့ဘူးတဲ့
အိုးဟုတ်လိုက်တဲ့အတွေ့ညကြမှာသူ့မျက်မှန်အနက်ကြီးတက်လိုက်တော့ဘသူ့ဘုံမှာတဲတဲကွယ်ကွယ်မမြင်ရတော့ဘူးမမြင်တော့ရှက်စရာမလိုတော့ဘူးပေါ့ဟုတ်ဘူးလားဒီလိုနဲ့ညရောက်လာတယ်ဆိုတော့သူတို့ငှားထားတဲ့ဇက်ကမွန်ဇက်တပွဲလုံးမွန်လိုပဲပြောတယ်မွန်ဇက်တွေကမြန်မာဇက်တွေထက်ဈေးက2ဆ3ဆလောက်ပိုတဲ့အပြင်ဇက်ဖွင့်နေတော့ငှားရတာလေတော့ခတ်တယ်ဗျာအဲ့ဒီလိုဈေးကြီးငှားရတဲ့ခတ်တဲ့ဇက်ကိုငှားနိုင်မှသူတို့အတွက်ပိုပြီးဂုဏ်ရှိတယ်ဗျာထားပါတော့အဲ့ဒီညာမီသိန်းကြီးအရန်လှနေတယ်ဗီဇာရောင်ဝတ်စနဲ့ပြောင်လက်နေတာနောက်ပြီးမျက်မှန်နဲ့ကြီးတက်လာတယ်အမှန်တော့သူတက်လာတာမျက်မှန်နဲ့မဟုတ်ဘူးမျက်မှန်တရံလှုပ်ထားတဲ့ဘီးကုတ်ကြီးသပင်လန်ပြီးဖီးလို့ရအောင်ကော်ကိုင်းမဲကြီးပဲအဲ့ဒါကြီးကိုမျက်မှန်မှတ်ပြီးတော့တက်လာတာအဲ့ဒီခိုင်းအောင်မှာဘီးလို့ဆွဲနေပါတယ်သူမသိဘူးလားဆိုပြီးကျွန်တော်မေးကြည့်တော့တီးဦးလေမျက်ကြောပြေအောင်အနှိပ်ဘူးလေးတွေထည့်ပေးထားတဲ့အစိမ့်မြင့်မျက်မှန်ထင်နေတာတဲ့တငယ်ချင်းတွေတော့မြေယူကန်ရင်အဲ့ဒီမျက်မှန်လာငားတကြတယ်တဲ့အဲ့လိုပဲရီးချင်းနဲ့ပြန်ဖြီးတယ်မပြောတော့ပါဘူးလူကထမိန်တုံတုံနဲ့ကြည့်ရတာမနှိပ်ပါဘူးအမေတော့ပါဘူးသိနေတာပဲကိုမျက်စီထဲလှနေရင်ပြီးရောကိုနိုင်က beauty ပလိုင်းလေသိတယ်မဟုတ်လားထောင်းဇက်တွေကလည်းဖျားကြောတာတို့အပြူတော်တို့အရင်ထွက်တာပေါ့ပြီးတော့စတိတ်ရှူးမင်းသားထွက်ပြီးသချင်းဆိုတာနဲ့ကောင်မလေးတွေစင်နာအပြိုင်ပြေးပြီးစုတွေအပြိုင်ပေးတော့တာပဲတယောက်က30ဆိုနောက်တစ်ယောက်က15ချက်မိသိန်းဆိုသူ့ချွေးကနေထဲလာတဲ့ပတ်စံတွေနှိုက်ပြီးပြေးပြီးတာအိမ်အောင်ကြရင်ကလေးနိုးဆွဲဖို့တောင်ကြမ်းမလားပဲဘာလို့ဒီလောက်တောင်သွားပေးရလဲမေးကြည့်တော့ဦးဒီမင်းသားသူ့မိအပြူဘွားကနေကနာမည်ကြားဖို့နေတာအခုမှမြင်ဘူးလို့အသေးရသွားတာတဲ့အိုးအမေလက်ထက်ကနေသမီးလက်ထက်ထိနာမည်ထိန်းထားနေတဲ့တတ်တော်ရှင်မင်းသားကြီးပေါ့ဒါကြောင့်မင်းသားထွက်လာတာနဲ့မိသိန်းတို့အမေရွယ်ကနေမိသိန်းတို့အထိမိသိန်းကြီးတို့ကနေမိကျဲချမ်းတို့အထိပါအရွယ်ဆုံးစိတ်ဆုံးစုမျိုးစုံကိုချနေတော့တာမိမတွေဆိုတာများစင်ရှိမှလူလာခောက်လုံးနဲ့ရှုပ်ရှက်ခတ်နေတော့တာပဲခဏနေတော့ဘယ်ကနေဘလို့လို့ပြစ်လိုက်တယ်မသိတဲ့တိတ်ကန်းကြောက်တို့ကမင်းသားရဲ့ပေါင်ကိုသွားထိတယ်မင်းသားဟမ်မပြက်ဖက်သချင်းကိုဆက်ဆိုးနေတယ်အရှင်ဆုံးပေါ်မှာမင်းသားခုနကကလေးလက်တန်းလောက်ဖွယ်ရှိတဲ့တိတ်ကန်းကြောက်ကလေးကိုကောက်ပြီးကျွန်တော်တက်ထားတဲ့အမှုပညာနဲ့အတက်နိုင်ဆုံးဖြောပြနေတာပါအခုဓာကြီးနဲ့ကျွန်တော်ကိုပြစ်တယ်ကျွန်တော်ခြေတော်နာသွားပြီကျွန်တော်ဆက်မကနိုင်တော့ဘူးဆိုတာနဲ့ပွဲကြီးသူအလုံးလှုပ်လှုပ်ရရဖြစ်ကုန်တယ်တကယ်ပါဗျာတိတ်ကန်းကြောက်ကသွားကြထိုးတယ်တာရဲပါဒါဝမင်းသားအမူပို့ပြီးတော့ထုံနှင်းနဲ့မျက်ရည်လေးဝဲပြတယ်မင်းသားမျက်ရည်ဝဲတာလဲမြင်ရောပွဲကြည့်နေကြတဲ့မိသိန်းအေးအပါဝင်မိမကြီးမိမငယ်မိမလက်တို့ခုံထွက်လာပြီးမင်းသားကိုဒါသူပြစ်တာမဟုတ်ကြောင်းပြစ်တဲ့တရားခံကိုလည်းရှာပေးမှဖြစ်ကြောင်းရှာတွေ့ရင်လည်းနောက်တစ်သက်လုံးမှတ်သွားအောင်ဆုံးမကြမယ်အကြောင်းတိုင်တယ်ပြောပြီးတော့ဘယ်နာပြစ်တာတွေးလိုက်သလဲဆိုပြီးမေးတယ်ဒါအောင်မင်းသားစင်တောက်တဲ့နေရာကိုလက်ညှိုးနဲ့ထိုးပြီးဟောဒီနာပြစ်တာပဲဆိုတော့အားလုံးရဲ့မျက်လုံးကမင်းသားညွန်ပြရကိုအဲ့ဒီမှာထိုင်နေတာကဒီရွာကမဟုတ်ဘူးဟိုဘက်ရွာကရွာသားတစုကိုရွာသားမဟုတ်တဲ့တခြားလူရွာသားကိုမြင်တော့အားလုံးမျက်လုံးတွေကအယောင်တောက်ကုန်ပြီးတော့အတန်ဆုံးနဲ့နင်တို့ဟိုဘက်ရွာကဟာဒီမှာဘာလာကျဲနေတာလဲငါတို့မင်းသားကိုနင်တို့လက်ပုတ်ပုတ်ကြီးတွေနဲ့ဘာလို့ပြစ်တာလဲမင်းသားခြေထောက်နာပြီးမကနိုင်ရင်နင်တို့ပြန်ရောပေးမလားစသဖြင့်ပေါ့ဗျာဝိုင်းရန်တွေ့ကြတယ်ဒါဟိုဘက်ရွာကကာလာသားတွေကလည်းမျက်နာကမာလာဗျနင်တို့ရွာစီတက်နေတော့မကြည့်နဲ့လို့ပြစ်တာတိတ်ကန်းကြောက်ကလေးနဲ့ပြစ်တာကိုဟိုကကြီးကလည်းတိမ်မာကြနေတာပဲမိမတွေကအိမ်ဒီမရဘူးဆိုပြီးပြန်អော်ကြရောသူတို့စကားတန်လည်းကြားရောမိသိန်းကြီးကခုံထွက်လာဗျာဟေးကောင်လေးနင်တို့ပြန်မလားနင်တို့မျက်နှာမှာပေးနေတာတွေငါလာဖြတ်ပေးရမလားအဲ့ဒီနှစ်ခုတည်းကပြောဆိုတော့ဟိုကောင်တွေကလည်းအောင်မဖြည့်ရဖြတ်ကြည့်ပါလားငါတို့ကြောင့်တီးသွားမယ်ဆိုတာနဲ့မိသိန်းကြီးကလုံညီမပြီးတော့တလောက်တောင်မျက်နှာမာတဲ့ဟာတွေငါလာပြီဆိုပြီးတော့ပြေးဝင်သူ့နောက်မှာလည်းလုံညီပြင်းပြီးစောင့်နေတဲ့အရွယ်ဆုံးမိမတစ်တိုက်ကပြေးလိုက်ဖုံနဲ့တိုင်းကနေအတိုင်းပဲကြားရပါတယ်ဗျာမိမတွေအားလုံးအဲ့ဒီနားမှာဝိုင်းနေတာဆိုတော့ဘာမှမမြင်ရဘူးအလူရက်ကိုဘာဝင်လောက်ကြနေတယ်တော့မသိပါဘူးသိမကြဘူးမိမတွေပြန်ရှဲသွားတယ်ဟိုဘက်ရွာသား3ယောက်လည်းဘာဖြစ်လို့ဖြစ်သွားမှန်းမသိဘူးဥကြောင်ကြောင်မျက်နှာနဲ့ပွဲကင်းကိုကြောပေးထိုင်ပြီးကြီးကြောင်ကြီးကြည့်နေရတယ်သပင်တွေကလည်းဖွာလို့နှခမ်းတွေကလည်းထောလို့မျက်နှာပေါ်မှာလည်းစွကြောင်ရတွေထင်းလို့မိမတွေဘယ်နာကိုဘာလို့သွားမှန်းကိုသိလိုက်ဖို့မပေါ်ဘူးအတော်ကြာမှကိုချုံမျက်နှာပင်းနဲ့ပွဲကင်းတွေကထထွက်သွားတယ်အဲ့ဒီတော့မှမင်းသားကရွှေစိတ်တော်အညိုးပြေပြီးပွဲကိုစက်ကရတော့တယ်လေတရားကြီးလည်းပြီးပြီတရားကြီးပြီးတော့ကျွန်တော်တို့အလုပ်လည်းပြီးပြီပြန်ယုံမဲ့ရှိတော့တယ်ဒါပေမဲ့မပြီးသေးတာရှိသေးတယ်ဆရာရဲ့ဆရာတို့ပြန်သွားရင်ကျွန်တော်တို့ဒီရွာသူနဲ့အိမ်အောင်ကြတာဆိုတော့ဒီရွာမှာနေခဲ့ရမှာကျွန်တော်ကကောက်လည်းမဆိုင်တဲ့ငါလည်းမဖမ်းတဲ့နဲ့ဒုက္ခဖြစ်မှာအဲ့ဒီတော့ဒီရွာမှာပဲအလုပ်လုပ်လို့ရအောင်အလုပ်တစ်ခုရှာခဲ့ပေးပါတဲ့ပေါက်ပြိုင်းရဲ့စကားကျွန်တော်လည်းတပြင်းချမိတယ်ဟုတ်ပါရဲ့သူကမိတောင်းထုနဲ့အိမ်အောင်ကြပြီးဒီရွာမှာကြံခဲ့မှာကိုသူခင်ဗျာဒီရွာကလူတွေလိုလဲမလုတဲ့မကင်တတ်တော့အခက်တွေ့မှာပေါ့သူခင်ဗျာတနာစရာဟေးလေငါအလုပ်တစ်ခုစီစဉ်ပေးခဲ့ပါမယ်တဲ့ဂရီပေးပြီးရွာကလူကြီးတွေစုခေါ်လိုက်တယ်လူဆုံးတော့ကဲတရားကြီးကတော့ပြီးပြီ
လူကြီးဆောင်ရန်ရှိမှလည်းကျွန်တော်တရားကိုအပ်ပြီးပြီဒါပေမဲ့တခုရှိတာကဒီတရားကိုဒီတိုင်းပြစ်ထားရင်ပျက်စီးယိုယွန်းနိုင်တယ်နောက်လက်စော့ကျင်သူဖြက်စီးကျင်သူတွေကလက်စော့ဖြက်စီးနိုင်တယ်ဒါကြောင့်ဒီတရားကြီးရေရှည်တည်တံ့အောင်ထိမ့်သိမ်းစောင့်ရှောက်ဖို့အဆောင်တယောက်လောက်ထားဖို့လိုအပ်တယ်လို့ကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ်လူကြီးတွေအားလုံးကခေါင်းကြီးညတယ်အတော်ကြမှာရွာလူကြီးဥပကွန်မလိုင်ကဒါကတော့သိတော့ပါတယ်ဒါပေမဲ့ဒီရွာမှာကို့လုံးနဲ့ကိုအားကြတာမဟုတ်လေတော့တရားဆောင်ကိုဘသူ့ကိုထားရမှာလဲတဲ့သူ့စကားကိုကျွန်တော်ကလင်းမြဲမယ်ကျွန်တော်လည်းပဲပေါက်ချင်းဒီမှာကြံခဲ့မှာပါသူ့ကိုပဲဒီတာဝန်ပေးလိုက်ပေါ့နောက်ပြီးသူကတရားဆောက်ထားတဲ့အတွေ့အကြုံရှိတော့တုံယုံလောက်ကိုပြက်လာဆိုပြင်နဲ့ဖားတတ်တာပဲအားလုံးခေါင်းချင်းညပြန်တယ်ပေါက်ချမ်းုံလည်းဝေ့ကြည့်ကြတယ်မကျင်တဲ့ရိပ်ရောင်မမြင်ရောက်ပေါက်ချင်းခင်ဗျာလည်းပျော်လို့ပြုံးလို့ကျွန်တော်တို့ကိုယ်တိုင်လည်းပီတိတွေဖြစ်ပြီးမျက်ရည်တွေလည်းလဲမိတယ်အိုးကိုတပည့်လေးလုတ်ကလေးတော့ရရှာပြီပေါ့ဒါနဲ့နေပါဦးတရားဆောင်လာတော့ဟုတ်ပါပြီသူ့အတွက်လာစားပေးဖို့မလိုဘူးလားရွာရဲ့ဖျားလူကြီးဦးမီလောင်မေးဒါကိုကျွန်တော်ကဟုတ်ကဲ့လာစားကိုတော့ထိန်းသိမ်းဆောက်ရှောက်ခံနေလိုပါတယ်ဒါဆိုသူ့အတွက်လာစားဘယ်သူပေးမှလဲအားလုံးငြိမ်နေကြတယ်ဒါမျိုးကြသိတိကြတာဘသူစီကမှအတန်မထွက်ဘူးကျွန်တော်ကပဲဒီလိုလုပ်ပါလားအားလုံးကောင်းကြီးထောက်ခံကြပြန်လေဒါကိုဦးမီလောင်ကပဲငါလည်းဖျားဂောဘကလှုပ်လာတာပဲအလူခံလိုက်ရင်အလူငွေတနေ့ဘယ်လောက်ရတယ်ဆိုတာစည်ရင်းစစ်ဖို့လိုတယ်ကွသူပြောတော့လေဟုတ်သားအလူငွေတနေ့ဘယ်လောက်ရတယ်ဆိုတာစည်ရင်းစစ်နိုင်မှာဖြစ်မှာဒါမှမဟုတ်ရင်တယောက်နဲ့တယောက်အထင်လွဲတာတော့ဘာလို့ဖြစ်ရင်မကောင်းဘူးပေါ့ဒါနဲ့ပဲဟုတ်ပါလေဦးမီလောင်ပြောတာမှန်ပါတယ်စည်ရင်းစစ်ဖို့လည်းလိုပါတယ်ဟုတ်တယ်မလုံးနဲ့နေစည်ရင်းစစ်ပြီးရင်စည်ရင်းနဲ့အတူပြန်အပ်ဖို့ဘဏ္ဍာတိုင်းကလိုပြန်ရောအေးအဲ့ဒါလေဟုတ်သားဟုတ်သားမလုံးနဲ့လေဘဏ္ဍာတိုင်းကငွေပဲထိန်းတာအခုကရတဲ့ငွေတွေကိုအချိုးကျပြန်ခွဲဝေပေးဖို့ဦးစီးမှုကလိုပြန်ပြီတို့ဖျားဂောဘကတဖွဲလဲအဲ့ဒီလိုဖွဲ့ထားရတာကိုဗျဟုတ်ပါတယ်ဦးပြောတော့သဘာဝကျပါတယ်ဟာသဘာဝကျအောင်ပြောနေတာပဲကဲဦးစီးမှုရှိမှတော့သူတင်ပြစရာအုပ်ချုပ်ရေးမှုကမရှိမဖြစ်လိုပြန်ရောအဲ့ဒါကဘာလဲမင်းကလူများနေပြီလို့ပြောမလို့မဟုတ်လားလူတိုင်းကရေးကြီးတယ်နော်ဟုတ်တယ်မဟုတ်လားဦးမီလောင်မေးဒါကကျွန်တော်ကပြန်အဖြေမပေးနိုင်ခင်ရွာလူကြီးဦးကွန်မလိုင်ကပြန်ဖြတ်ပြီးတော့လူများနေလဲဟိုတရားဆောင်ဆိုတဲ့ကောင်ပို့နေတာပဲသူ့ကိုဖြုတ်လိုက်ပေါ့သူ့မှာဘာလုံးမှရှိတာမှမဟုတ်ပဲမဟုတ်ဘူးလားသေပြီးဆန်းဆန်းညိုသူတို့စကားကြောင့်ကျွန်တော်ပါဇက်ဟောင်းသားဖြစ်သွားတယ်ပေါက်ကျန်းကြည့်လိုက်တော့လဲငိုမဲမဲကျွန်တော်ဘာမှစံမပြောနိုင်ခင်ပါပဲကဲဒီကိစ္စကဒီလောက်ပဲနောက်မှလိုအပ်တဲ့လူစရင်နဲ့လူခေါ်တော့မယ်ငါနားကြီးလာပြီတဲ့ဥကွန်မလိုင်ရဲ့ဆုံးဖြတ်ချက်စကားဆုံးနိုင်တယ်အားလုံးရှူလှည့်ထွက်ကုန်ကြတယ်ပေါက်ကျန်းညင်တာကတော့ပြူတော့မယ်မိုးလို့ပြူရွေးကြီးအော်ကိုမှကိုလူတရားဆောင်နေရလေးများရမလားဆိုပြီးကြိုးစားလိုက်ပါတယ်အဲ့ဒီတယောက်ကိုပဲကံကွက်ကြားမိုးရွာပြီးကက်ဖြုတ်ခံရတော့တာမိသိကြီးနဲ့ကျွန်တော်ထပ်မတွေ့တော့ပြန်ပါဘူးတရားပြီးတော့ကျွန်တော်လဲကိုမျိုးကိုပြန်ခဲ့တာပဲသူလဲသူ့ဘာသာသူကြံခဲ့တယ်ကျွန်တော်လဲသူ့ကိုသွားမနှုတ်ဆက်သလိုသူကလည်းကျွန်တော်ကိုလာနှုတ်မဆက်ပါဘူးရုပ်ရှင်တွေဗီဒီယိုတွေအခြေဝတ္ထုတွေထဲမှာတော့ဒါဇလန်းရဲ့အထွတ်ထိပ်ပါပဲပြန်ရတော့မယ့်မင်းသားကိုပြောတာနော်တမျိုးမထင်နဲ့မိသမီးရတရားထိတ်မှလက်ကင်ပေါ်ကအဖြူကလေးကောင်းမှပတ်လို့လာနှုတ်ဆက်တယောက်ကိုတယောက်မျက်ပေတုံးကြီးအရီတဝိုင်းဝိုင်းနဲ့လက်ကလေးကိုကိုင်းပြီးရင်စီးဆင်းနေတဲ့မြေကြီးကိုတက်သေးတယ်လို့စီးစာကြီးကရဲပတောင်ခတ်နေပြီအဲ့ဒီတော့မှတယောက်နဲ့တယောက်မခွဲချင်မခွာရက်နဲ့လက်ကလေးဖြုတ်ထားခဲ့အနောက်ကမင်းသမီးရငိုးတယ်မင်းသားကအန်ကျိတ်နားဆင်ပြီးကောင်းငိုက်ဆိုင်နဲ့ဖြည်းဖြည်းချင်းလှမ်းသွားမျက်ပေတုံးကိုပေကလက်လုံရင်းတစ်ချက်ခွေးတခိုးချောင်းပြန်ချောင်းမင်းသမီးကလည်းသူ့ကောင်းကဘဝဖြူလေးဖြုတ်ပြီးဝေရင်နှုတ်ဆက်တာပေါ့ဗျာအရန်လှပေါ့အခုတော့ဟုတ်ပါဘူးတရားပြီးဆိုတာနဲ့ကိုထုတ်ကလေးကိုထုတ်ဒီတိုင်းဖုတ်ဖက်ခါလို့ပြန်ခဲ့ရတာဘယ်သူမှလည်းလိုက်မပို့သလိုဘယ်သူမှလည်းလာမနှုတ်ဆက်ဘူးနေရလဲထင်သလောက်နီးမနေဘူးလေရလဲထင်သလောက်တိုက်မနေဘူးအားလုံးသိတယ်လေဒီရွာကလေးကထွက်သွားရင်ပြီးပြီအောင်သူတို့လည်းမြို့ကိုရောက်ခဲတယ်မြို့ကလူတွေလည်းသူတို့ရွာကိုရောက်ခဲတယ်ဆိုတော့ပြန်တွေ့နိုင်ဘူးကအတော့ခတ်သွားပြီဒါကြောင့်လာနှုတ်မဆက်ကြတာလူတော့ဦးလေမိသိန်းတို့ရွာမှာစောက်ခဲ့တဲ့တရားကျွန်တော်ရဲ့နောက်ဆုံးတရားပါပဲအဲ့ဒါပြီးတော့ကျွန်တော်လည်းစောက်လို့ရေးကထွက်လိုက်တယ်ကျွန်တော်ရဲ့စိတ်တွေကလည်းရန်ကုန်ဆိုတဲ့မြို့ပေါ်မှာပဲရှိတော့တယ်ရန်ကုန်တက်ပြီးအမှုပညာလုပ်ချင်တယ်ဒါပေမဲ့အလုံးမလုပ်တော့တာနဲ့ငွေကမရှိတော့ဘူးလေအဲ့ဒါနဲ့ပဲမြို့မှာရောင်လည်နဲ့တငယ်ချင်းတွေနဲ့မြင်းလဲတွေလိုက်မောင်းဘလူးကျွန်းနဲ့မော်လမြိုင်ကူးကြီးတန်းကြီးလုံရင်းဒီအတိုင်းလေးနေခဲ့တယ်ဒီလိုနဲ့တနေ့ကျွန်တော်အိမ်ပြန်ရောက်တော့ကျွန်တော်အကူကဟေ့အောင်မင်းတို့တရားသွားထိုးတဲ့ရွာကမင်းကောင်မလေးအိမ်ရောက်လာတယ်အကူစကားကြောင့်ကျွန်တော်လည်းမျက်လုံးပြူးသွားပြီဘာတူလဲမိသိန်းကြီးလားဆိုတော့အကူကဟာအဲ့ဒီရွာကမင်းကောင်မလေးဆိုမှမိသိန်းကြီးပဲရှိတော့မပေါ်ကျွန်တော်ကလည်းမလာစဘူးအလားထူးသွားတဲ့မိသိန်းကြီးဘာလာလို့တည်သိကျင်တာတဲ့ပဲဘာမှသွားသေးလဲဘာပြောသွားသေးလဲပါဆဲလားကျွန်တော်မေးဘူးအကူကဘာမှတော့ပြောမသွားဘူးကွာ तू ကကြီးပြောနေတာဆိုတော့ငါလည်းသိနားမလဲအေး
ဒါပေမဲ့အထုပ်တစ်ထုပ်တော့ပေးခဲ့တယ်သူစကားကိုကျွန်တော်လည်းစိတ်ဝင်စားသွားပြီအထုပ်ဟုတ်လားဘာထုတ်လဲစုတော့အကူကပါစေထုတ်တော့မဟုတ်ဘူးကွာကျွတ်ကျွတ်အိမ်နေပဲကိုယ်သာကိုကြည့်ယူဟိုမှာတိုင်တော့မှထောင်သွားတယ်အကူညုံမြတ်ရကမန်ကရန်သွားပြီးဖွင့်ကြည့်လိုက်တော့ဟာအထဲကပစ္စည်းကိုမြင်တာနဲ့ကျွန်တော်ချက်ချင်းမျက်ရည်ဝိုင်းသွားမိတယ်ပြီးတော့အလန်တကြားနဲ့ကျွတ်ကျွတ်အိမ်ထုတ်ကလေးကိုပိုက်လိုက်မိတယ်အကူကကျွန်တော်ကိုဇဝေဇဝါနဲ့ကြည့်ပြီးဘာလဲအိုးငနီတူတွေပဲဟုတ်ပါတယ်အထုပ်ထဲမှာထည့်လာပေးတာကသူတို့စီမှာထွက်တဲ့ငနီတူတွေပါငနီတူတွေကိုကြည့်ပြီးမိသိန်းအေးရဲ့မျက်နှာပေါ်လာတယ်သူမျက်နှာပေါ်လာတိုင်းမျက်ရည်ဝမ်းရပြီအကူကကျွန်တော်ကိုဂိယူနာတတ်တယ်လို့ကြည့်ပြီးအေးပေါ့ကွာမင်းနဲ့သူနဲ့တွေ့ကြတဲ့အချိန်ကနဲမှမနဲပဲကိုကွာဒါကြောင့်ခုလိုသူကဂိယူနာမြစ်တာပြေးဝါနဲ့ပေးတဲ့လက်ဆောင်ပစ္စည်းမြင်တော့မင်းသူ့ရဲ့မြစ်တာကိုလေးစားပြီးမျက်ရည်ကြတာမဆမ်းပါဘူးအခုရေစကားကျွန်တော်ကသာမျက်ရည်ဝဲခါသွားသည့်အထိရမ်းခါပြီအဲ့ဒါကြောင့်မဟုတ်ဘူးညာအဲ့ဒါကြောင့်မဟုတ်ဘူးဟင်ဘာဖြစ်လို့လဲအခုကမျက်လုံးပြူပြီးမေးတယ်ဒါကိုကျွန်တော်ကသူ့သိအောင်တည်တည်ချာချာရှင်းပြလိုက်တယ်ဒီကောင်မမြို့တဲ့ရင်လက်ဆောင်ပေးဖို့အတွက်ငါတလဲတို့ကနေငမန်းထီတဲလာတာဗျအဲ့ဒီမှာမှသူ့ချစ်ခင်ရင်ချစ်ခင်သလောက်အကောင်ခွဲပေးတာသူ့အချစ်ဆုံးလူကငမန်းရပြီးသူ့မချစ်ဆုံးလူမှငါတလဲတို့ရတာအခုတော့ငါတလဲလို့ထငယ်တဲ့ငနီတူကျွန်တော်ကိုပေးတာဆိုတော့ကိုငိုကိုနိုင်ပြန်မြူချနေရတယ်လူရဲ့ပါပေးမိသိအေးရဲ့လေးသားဆိုကြိုးစားလေးအကြည့်တော့ဟုတ်ကဲ့ပြီးပါပြီခင်ဗျာအခုလိုအစားဆုံးနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ